Hello မင်္ဂလာပါပထမဆုံးအနေနဲ့ကျွန်တော်နဲ့တူနေအကြောင်းကိုပထမဆုံးအကျယ်ပြောပြအောင်ပါနော်အကျယ်ဆိုတာကျွန်တော်တို့နဲ့ဘယ်လိုတွေ့ခဲ့တယ်လဲနောက်ဘယ်လိုပြောရမလဲဘယ်လိုရှိခဲ့တယ်လဲနောက်ဘယ်လိုကြိုက်ခဲ့တာလဲပေါ့နော်သူကျွန်တော်ဘယ်လိုချင်းကပ်ခဲ့တယ်လဲဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တငယ်ချင်းနေကသူ့အကြောင်းရင်ဆုံးပြောပြတယ်ခဏလေးပဲကျွန်တော်တကားပိတ်လိုက်ပါကျွန်တော်တငယ်ချင်း2ယောက်ကသူ့အကြောင်းရင်ပြောပြတာပေါ့နော်ဟိုဒီကောင်မလေးကမိုက်တယ်ပေါ့ကျွန်တော်ဓာတ်ပုံတွေပါကြည့်လိုက်တယ်အဲ့မှာသူ့ကိုသွားတွေ့တယ်ပေါ့သွားတွေ့ပြီးတော့ကျွန်တော်တို့ friend ဖြစ်သွားတယ် Facebook မှာ friend ဖြစ်သွားတယ်ပြီးတော့ကျွန်တော်မှတ်မိတယ်ကျွန်တော်အဲ့တုန်းက Frontier မြန်မာသတင်းဌာနမှာအလုပ်လုပ်နေတော့မှာနော်အလုပ်လုပ်နေတော့မှာကျွန်တော်နေပြည်တော်ရုံးကိုသွားရတယ်နေပြည်တော် Frontier ရုံးကိုသွားရတယ်အဲ့ဒီညကျွန်တော်ကဒီကျွန်တော်ဖုန်းထဲမှာတချင်းစာရွက်တွေတင်ထားတော့အဲ့ချင်းစာရွက်တွေကိုကျွန်တော်ပေါင်းပေါ်မှာတင်ပြီးကျွန်တော်ဂတာတီးနေတဲ့အချိန်မှာအဲ့ဒီစုရီထက်ကကျွန်တော်ဖုန်းခေါ်ဗီဒီယိုကောခေါ်ဆိုတော့ကျွန်တော်ရုပ်တရက်တော့ဘယ်သူလဲပေါ့နော်အကြည့်တော့စုရီတဲ့အော်ဆိုပြီးကျွန်တော်ဂတာတီးနေနေချလိုက်ပြီးတော့ညီမလေးပြောပေါ့နော်မဟုတ်ဘူးအကိုရဲ့မှားနေမိတာပေါ့โอเคပေါ့ဒီကောင်မလေးကကျွန်တော်ကိုအရင်ဆုံးဗီဒီယိုကောမှားနေမိတယ်ဆိုပြီးစခေါ်ခဲ့တာပေါ့နော်အဲ့နဲ့โอเคပေါ့အဲ့နဲ့နောက်ပိုင်းတော့ကျွန်တော်အဲ့ချိန်ရေးသားမရှိဘူးပြောရရင်တော့ကျွန်တော်အများကြီးပဲဟိုရေးသားဒီရေးသားအဲ့လိုမျိုးတွေပွေးနေတဲ့အချိန်ပေါ့နော်အဲ့ဒါနဲ့ပြီးလည်းပြီးရောဘယ်လိုဖြစ်ကြလဲဆိုတော့သူနဲ့ကျွန်တော်ချက်ကြတာပေါ့ပြဆက်ပြီးတော့အများကြီးစကားပြောဖြစ်တာပေါ့ဟိုလိုဒီပြောဖြစ်တာပေါ့ပြီးလည်းပြီးရောကျွန်တော်ရန်ကုန်ပြန်ရောက်တယ် Frontier ကနေပြီးတော့ရန်ကုန်ပြန်ရောက်တယ်ရုံးမှာပဲတညတော့ဗျသူကကျွန်တော်ဖုန်းဆက်ခေါ်တယ်အဲ့ဒါကွန်မရက်တဲ့ဘီယာလာတော့ပါလားတဲ့ဟိုအတူတူတော့အောင်ပေါ့နော်အဲ့တုန်းကဒီသူနဲ့သူတငယ်ချင်းတယောက်ဗျကျွန်တော်မှတ်တော့မှအောင်ကျော်စောလားမသိဘူးဆိုတော့သူတို့2ယောက်ကဒီပန်းဆိုရန်လန်ဒီပန်းဆိုရန်ဂုံတရာအောက်မှာရှိတဲ့ Fair Gastronomy ဆိုတာရှိတယ်ဗျအဲ့ Fair Gastronomy မှာသူတို့တငယ်ချင်း2ယောက်တောက်နေကြတယ်ဆိုတော့ကျွန်တော်ရောက်သွားတယ်ကျွန်တော်ရုံးကနေကျွန်တော်ရုံးနဲ့အဲ့ဒီ Fair Gastronomy နဲ့နီးလေးပဲဆိုတော့ကျွန်တော်ရောက်သွားပြီးတော့အဲ့ဒီရောက်တော့သူတို့တောက်ထားတာ10လုံးလောက်ရှိနေပြီသူရဲ့သူတငယ်ချင်းအဲ့မှာသူ့ပထမဆုံးအကျယ်ပြောပြအောင်ပါနော်အကျယ်ဆိုတာကျွန်တော်တို့နဲ့ဘယ်လိုတွေ့ခဲ့တယ်လဲနောက်ဘယ်လိုပြောရမလဲဘယ်လိုရှိခဲ့တယ်လဲနောက်ဘယ်လိုကြိုက်ခဲ့တာလဲပေါ့နော်သူကျွန်တော်ဘယ်လိုချင်းကပ်ခဲ့တယ်လဲဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တငယ်ချင်းနေကသူ့အကြောင်းရင်ဆုံးပြောပြတယ်ခဏလေးပဲကျွန်တော်တကားပိတ်လိုက်ပါကျွန်တော်တငယ်ချင်း2ယောက်ကသူ့အကြောင်းရင်ပြောပြတာပေါ့နော်ဟိုဒီကောင်မလေးကမိုက်တယ်ပေါ့ကျွန်တော်ဓာတ်ပုံတွေပါကြည့်လိုက်တယ်အဲ့မှာသူ့ကိုသွားတွေ့တယ်ပေါ့သွားတွေ့ပြီးတော့ကျွန်တော်တို့ friend ဖြစ်သွားတယ် Facebook မှာ friend ဖြစ်သွားတယ်ပြီးတော့ကျွန်တော်မှတ်မိတယ်ကျွန်တော်အဲ့တုန်းက Frontier မြန်မာသတင်းဌာနမှာအလုပ်လုပ်နေတော့မှာနော်အလုပ်လုပ်နေတော့မှာကျွန်တော်နေပြည်တော်ရုံးကိုသွားရတယ်နေပြည်တော် Frontier ရုံးကိုသွားရတယ်အဲ့ဒီညကျွန်တော်ကဒီကျွန်တော်ဖုန်းထဲမှာတချင်းစာရွက်တွေတင်ထားတော့အဲ့ချင်းစာရွက်တွေကိုကျွန်တော်ပေါင်းပေါ်မှာတင်ပြီးကျွန်တော်ဂတာတီးနေတဲ့အချိန်မှာအဲ့ဒီစုရီထက်ကကျွန်တော်ဖုန်းခေါ်ဗီဒီယိုကောခေါ်ဆိုတော့ကျွန်တော်ရုပ်တရက်တော့ဘယ်သူလဲပေါ့နော်အကြည့်တော့စုရီတဲ့အော်ဆိုပြီးကျွန်တော်ဂတာတီးနေချလိုက်ပြီးတော့ညီမလေးပြောပေါ့နော်မဟုတ်ဘူးအကိုရဲ့မှားနေမိတာပေါ့โอเคပေါ့ဒီကောင်မလေးကကျွန်တော်ကိုအရင်ဆုံးဗီဒီယိုကောမှားနေမိတယ်ဆိုပြီးစခေါ်ခဲ့တာပေါ့နော်အဲ့နဲ့โอเคပေါ့အဲ့နဲ့နောက်ပိုင်းတော့ကျွန်တော်အဲ့ဒီချိန်ရေးသားမရှိဘူးပြောရရင်တော့ကျွန်တော်အများကြီးပဲဟိုရေးသားဒီရေးသားအဲ့လိုမျိုးတွေပွေးနေတဲ့အချိန်ပေါ့နော်အဲ့ဒါနဲ့ပြီးလည်းပြီးရောဘယ်လိုဖြစ်ကြလဲဆိုတော့သူနဲ့ကျွန်တော်ချက်ကြတာပေါ့ပြဆက်ပြီးတော့အများကြီးစကားပြောဖြစ်တာပေါ့ဟိုလိုဒီလိုပြောဖြစ်တာပေါ့ပြီးလည်းပြီးရောကျွန်တော်ရန်ကုန်ပြန်ရောက်တယ် Frontier ကနေပြီးတော့ရန်ကုန်ပြန်ရောက်တယ်ရုံးမှာပဲတညတော့ဗျသူကကျွန်တော်ဖုန်းဆက်ခေါ်တယ်
အဲ့ဒါကိုမရတဲ့ဘီယာလာတော့ပါလားတဲ့ဟိုအတူတူတော့အောင်ပေါ့နော်အဲ့တုန်းကဒီသူနဲ့သူ့တငယ်ချင်းတယောက်ကကျွန်တော်မှတ်တော့မှအောင်ကျော်စောလားမသိဘူးဆိုတော့သူတို့နှစ်ယောက်ကဒီပန်းဆိုရန်လန်ဒီပန်းဆိုရန်ဂုံတရာအောက်မှာရှိတဲ့ fair gastronomy ဆိုတာရှိတယ်ဗျအဲ့ fair gastronomy မှာသူတို့တငယ်ချင်းနှစ်ယောက်တောက်နေကြတယ်ဆိုတော့ကျွန်တော်ရောက်သွားတယ်ကျွန်တော်ယုံကနေကျွန်တော်ယုံနဲ့အဲ့ဒီ fair gastronomy နဲ့နီးနီးလေးပဲဆိုတော့ကျွန်တော်ရောက်သွားပြီးတော့အဲ့ဒီရောက်တော့သူတို့တောက်ထားတာ10လုံးလောက်ရှိနေပြီသူရဲ့သူ့တငယ်ချင်းယောက်ျားလေးပေါ့နော်တောက်ထားတာ10လုံးလောက်ရှိနေပြီအဲ့ဒါနဲ့โอเคတောက်ပြီးတော့သူနဲ့ကျွန်တော်လိုက်ချင်းဒီဘာမှမကြိုက်သေးဘူးစကားပြောတာဒီ messenger ထဲမှာစကားပြောတာလည်းလုံးဝလက်မလုံးသေးဘူးပေါ့နော်ဘာမှကိုမပြောရသေးတာဒီတိုင်းဟိုဒီပေါ့ပြီးတော့သူကဟိုအရန်မူးနေပြီသူအဲ့ညအရန်မူးနေပြီပြီးတော့သူကအိမ်ပြန်မယ်ပေါ့အဲ့တော့သူတငယ်ကျွန်တော်သူ့အိမ်ကိုလည်းမသိဘူးသူ့အိမ်ကိုလည်းမသိတော့အဲ့ဒါသူ့တငယ်ချင်းကိုသူကပြောတယ်သူကလိုက်မပို့နဲ့ငါ့ကိုကွန်မရက်လိုက်ပို့လိမ့်မယ်ပေါ့နော်အဲ့ဒါโอเคပေါ့သူ့တငယ်ချင်းကျွန်တော်ပြောတယ်ကျွန်တော်လိုက်ပို့လိုက်မယ်ခင်ဗျာလိုက်မပို့နဲ့ဆိုပြီးတော့ကျွန်တော်သူ့ကိုလိုက်ပို့တယ်ဆိုတော့သူကတော်တော်မူးနေပြီပေါ့ကျွန်တော်မှတ်မိတယ်လို့ပေါ့နော်တော်တော်မူးနေဆိုတော့သူနေတာကရန်ကင်းကလေးဆေးုံတွေကအဝါထဲမှာနေတယ်ဒီရန်ကင်းကလေးဆေးုံတွေဝန်ထမ်းအိမ်ယာမှာနေတယ်ဆိုတော့ကျွန်တော်ကโอเคဝန်ထမ်းအိမ်ယာဆိုတော့ကျွန်တော်သိတယ်ပေါ့နော်သူ့အိမ်ကျွန်တော်တစ်ခါမှမရောက်ဘူးအဲ့ဒါကျွန်တော်သူ့လိုက်ပို့တာပေါ့နော်ကားနဲ့ကျွန်တော်ပြောရရင်အဲ့ချိန်က17နာရီခွဲလောက်ရှိနေပြီည17နာရီခွဲလောက်ရှိနေပြီကျွန်တော်လိုက်ပို့တယ်သူ့တငယ်ချင်းကိုသူကပြန်လှုပ်လိုက်သူ့တငယ်ချင်းကိုသူကိုယ်တိုင်ပြန်လှုပ်လိုက်တာနင်လိုက်မပို့နဲ့ကိုမရလိုက်ပို့လိမ့်မယ်ဆိုပြီးတော့ဆိုတော့ကျွန်တော်သူ့ရန်ကင်းကလေးဆေးုံနဲ့ကိုရောက်တဲ့အချိန်မှာဆိုတော့ရန်ကလေးဆေးုံထဲမှာကဒီအများကြီးပဲဟိုဟာတွေအများကြီးပဲဝန်ထမ်းအိမ်ယာတွေအများကြီးပဲဆိုတော့ကျွန်တော်သူ့ဘယ်နေရာဘယ်ကိုသွားပို့အောင်မသိဘူးဆိုတော့ကျွန်တော်နှိုးတယ်သူကကျွန်တော်ပေါင်မှာအိတ်နေတယ်အဲ့ချိန်သူနဲ့ကျွန်တော်လည်းမကြိုက်သေးဘူးနော်ဒါပေမဲ့သူမူးပြီးကျွန်တော်ပေါင်မှာအိတ်နေတယ်အဲ့ဒါနဲ့ကျွန်တော်နှိုးတာပေါ့နော်ဆွေးထထားဆိုတော့သူကလုံးဝနှိုးလို့မရဆိုတော့လုံးဝကိုနှိုးလို့မရတော့โอเคပေါ့နှိုးလို့မရကျွန်တော်အဲ့ဒါနဲ့ကားဆရာကိုတစီသမောင်းအောင်မေးတယ်အခုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ညီလေးမျက်နှာရေလောင်းကွာကျွန်တော်မျက်နှာသူ့မျက်နှာကိုရေလေးလောင်းချတော့မနှိုးပြီးတော့အဲ့မှာအန်မို့ဆိုပြီးနဲ့တစ်ချိန်ချင်းဖြစ်သေးတယ်ပေါ့နော်ဖြစ်ပြီးတော့အန်မို့လို့တည်းမအန်ဘူးအဲ့လိုတွေဖြစ်တယ်ကျွန်တော်သူ့အိမ်နားမှာဗျကျွန်တော်သူ့အိမ်ကိုမသိဘူးဒါပေမဲ့အဲ့ဒီရန်ကလေးဆေးကိုဝင်းထဲမှာအကြာကြီးပဲနှိုးတယ်လုံအောင်လုပ်လို့မရတနားရီလောက်ကြာတော့အဲ့ဒါနဲ့ကျွန်တော်ကတက်စီဆရာကိုမေးတယ်ပေါ့အခုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ညီလေးမင်းဟိုတယ်ခေါ်သွားပါနော်โอเคပေါ့အဲ့ဒါနဲ့ဟိုတယ်ခေါ်သွားတယ်ပေါ့နော်ကျွန်တော်တို့ဒီပင်လုံဘက်ကဗျဟိုတယ်တခုကျွန်တော်တို့ရောက်သွားတယ်တစီဆရာကသူအဲ့ဘက်ကိုအိမ်ပြန်ရမှာဆိုပြီးတခါလိုက်ပို့တာပေါ့အဲ့ဒါနဲ့ကျွန်တော်တို့တခါလေးရောက်သွားတယ်ရောက်သွားပြီးဟိုတယ်ရောက်တော့ပြောရရင်ဗျကျွန်တော်လည်းယောက်ျားလေးပဲသူလည်းမိန်းကလေးပြီးတော့သူကိုယ်တိုင်အောင်ဟိုတယ်လိုက်လာတာဟိုပြီးတော့ကျွန်တော်တို့အဲ့မှာနန်းကြတာပေါ့နော်ပြီးဘာမှလုံးမဖြစ်ဘူးအဲ့ဒီညကဖြစ်ကျွန်တော်သူကဘုံလေးပြောရရင် menstruation ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဘာမှမလုပ်ဖြစ်ဘူးနန်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့မနေ့6နာရီလောက်ကျတော့ထပြီးပြန်လာတာပေါ့နော်အဲ့ဒီနောက်ပိုင်းမှာသူနဲ့ကျွန်တော်နဲ့ကကျွန်တော်သူ့ကိုဘယ်တော့မှရည်စားစကားစမပြောခဲ့ဘူးဆိုတော့သူကိုယ်တိုင်ကျွန်တော်ကိုမူးတယ်လို့လုပ်တယ်ပြီးတော့ဟိုတယ်ကိုခေါ်သွားတဲ့အထိသူသိသေးတယ်ဘာမှမဖြစ်ဘူးသူ့အိမ်ရှိကိုရောက်တဲ့အချိန်ထိကျွန်တော်နှိုးလို့ဘယ်လိုမှမနှိုးဘူးပေါ့နော်အဲ့ဒါတကယ်ဖြစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီအချိန်တွေကိုကျွန်တော်အမြဲတမ်းစိတ်ထဲမှာဘာထားခဲ့လဲဆိုတော့ဘယ်လိုပြောမလဲကျွန်တော်တို့နှစ်ယောက်ပထမအဆုံးတွေ့တဲ့အချိန်ပေါ့နော်ကျွန်တော်တကယ်ကြီးနေတော့အများမေးကြတယ်မင်းကောင်မလေးနဲ့မင်းဘယ်လိုတွေ့ကြသလဲဟာငါကောင်မလေးအဲ့ညအရန်မူးနေတာငါသူ့ရင်လိုက်ပြန်လိုက်ပို့ပြီးတော့သူကဘယ်လိုမှမထနိုင်တဲ့အတွက်ငါကဟိုနောက်ဆုံးဟိုတယ်ခေါ်သွားပြီးတော့ဟိုတယ်မှာတညအိပ်ပြီးတော့ဘာမှမလုပ်ဖြစ်ဘူးဟိုတယ်မှာတညအိပ်ပြီးတော့နောက်နေ့ပြန်ထပြီးတော့သွားကြတာပေါ့နော်ပြီးတော့ကျွန်တော်တို့တစ်နှစ်ခွဲလောက်ကြာသွားတယ်ဗျကျွန်တော်သူ့တစ်ခါမှ propose မလုပ်ဘူးကြိုက်တယ်လို့လည်းမပြောဘူးသူကအမြဲတမ်းမေးတယ်ကိုသူ့ကိုချစ်လာပါနော်โอเคပေါ့ကျွန်တော်ကချစ်တယ်ပေါ့လောက်ပဲကျွန်တော်တို့အဲ့လိုပဲအမြဲတမ်းပြီးခဲ့တယ်ပေါ့ဆိုတော့တစ်နှစ်ခွဲလောက်ကြာတဲ့အချိန်ကျတော့သူကကျွန်တော်ဘာပြောလဲဆိုတော့ကိုရဲ့ဟိုဝန်ခံစရာရှိတယ်ပေါ့အဲ့နဲ့ဒါမဲ့သူကအဲ့ကိစ္စဝန်ခံပြီးရင်သူ့မမုန်းသွားရဘူးလို့ပြောတယ်အဲ့ဒါနဲ့โอเคအဲ့ဒါနဲ့မမုန်းသွားရဘူးဆိုကျွန်တော်ပြောဘာပြောမလဲဆိုတော့ तू မူးတဲ့အဲ့ဒီညက तू အကုန်သတိရနေတယ်အကုန်သိနေတယ်ဒါပေမဲ့မူးတင်အောင်ဆောင်ပြီးတော့ကျွန်တော်ဟိုတယ်ကိုခေါ်သွားတော့အတားကြီးလိုက်လာခဲ့တယ်အဲ့ဒီညကိုဒါပေမဲ့ကျွန်တော်အဲ့ဒီညပြီးကြတဲ့ကကျွန်တော်သူ့ကိုလုံးဝစိတ်မပါတော့ဘယ်လိုမှစိတ်မပါတော့ဘာလို့လဲဆိုတော့တနက်ခွဲလောက်အချိန်တိုင်းတော်တွေမှာ तू ကကျွန်တော်ပထမဦးဆုံးတွေ့တဲ့နေ့ပထမဦးဆုံးတွေ့တဲ့ moment မှာကို तू ကလိန်ခဲ့တာ
သူတကယ်မူးနေပါတယ်ဆိုပြီးသူ့အိမ်ရှိကိုရောက်တာတော့မှမစင်းမဲနဲ့ဟိုတယ်ခေါ်လိုက်လိုက်လာခဲ့တာပေါ့အဲ့သူဖြစ်ခဲ့တာတနက်ခွဲလောက်ပြီးတဲ့အချိန်မှာကျွန်တော်သူ့ကိုလုံးဝမကြိုက်တော့ဘူးအဲ့ဒါကိုလည်းတိလိုက်ရအောင်ကျွန်တော်ဘယ်လိုမှ feeling မလာတော့ဆိုတော့အဲ့ဒါနဲ့ okay fine ပေါ့ပြီးလဲပြီးရောဘယ်လိုဖြစ်ကြလဲဆိုတော့ပြဿနာတက်တာပေါ့ဗျာခဏခဏကျွန်တော်ပြဿနာရှာဘာလို့ကျွန်တော်သူ့ကိုဖြတ်တော့မှာကျွန်တော်ခဏခဏသူ့ကိုဖြတ်တယ်မပြတ်ဘူးဆိုတော့ကျွန်တော်နောက်ပိုင်းဘာဖြစ်လဲဆိုတော့အဲ့ဒီအခုသူခဏခဏပြောတယ်ကျွန်တော်ရီးသားဟောင်းပေါ့နော်ရီးသားဟောင်းနဲ့ကျွန်တော်တို့ပြန်ဆက်တယ်ဆိုတော့ရီးသားဟောင်းနဲ့ကျွန်တော်နဲ့ကဘယ်လိုမှအဆင်မပြေတော့ဘူးဒါပေမဲ့သူနဲ့ကျွန်တော်နဲ့ကအဆင်ပြေတဲ့အပိုင်းတွေရှိတယ်အဲ့ဒါနဲ့ကျွန်တော်တို့တွေ့ဖြစ်ကြတယ်ဒါပေမဲ့နောက်ပိုင်းမှာသူကပြန်တိတယ်ဗျဆွီထက်ကနေပြီးတော့ကျွန်တော်နဲ့ကျွန်တော်ရီးသားဟောင်းနဲ့တွေ့နေတာလို့သူတိတယ်ပြီးတော့ကျွန်တော်ပြဿနာရှာတာပေါ့နော်โอเคကျွန်တော်ပြောတာငါနဲ့ဒီရီးသားဟောင်းနဲ့ဒီလိုပြဿနာဒီလိုရှိနေတာကိုမကြိုက်ဘူးဆိုရင်ဖြတ်ပြီးတော့ငါနဲ့နေကိုမကြိုက်တော့ဘူးကျွန်တော်သူ့ကိုအမြဲတမ်းပြောတယ်နင်ကငါနဲ့အရန်အဆင်ပြေတယ်ဒါပေမဲ့ငါနဲ့ကိုမချစ်ဘူးကျွန်တော်သူ့အမြဲတမ်းစကားပြောတဲ့စကားပေါ့နော်ဒါပေမဲ့သူကမရောက်ဘူးမဟုတ်ဘူးသူအရန်ချစ်တယ်ရအောင်ယူမယ်ပေါ့နော်ဆိုတော့သူနဲ့ကျွန်တော်ဤသားအောင်နဲ့ပြဿနာတောက်လျှောက်တက်တဲ့အချိန်မှာကျွန်တော်ဤသားအောင်ကသူ့ဘာပြောလဲဆိုတော့နင်းဘဝမှာမျက်ကြိုသူဘယ်တော့မှရမှာမဟုတ်ဘူးလို့ပြောတယ်သူအဲ့တော့မကျေနပ်ဘူးဆိုတော့သူ့ရဲ့အဓိကရည်မှန်းချက်ကဘာလဲဆိုတော့ကျွန်တော်တို့မရအောင်ယူမှာသူ့ကိုကျွန်တော်ဒီစားတဲ့4နှစ်လောက်အတွင်းမှာဖြတ်ခဲ့တာမရှိဘူးအစုံ10ချိန်ထက်မနေဘူးကျွန်တော်ခဏဖြတ်တယ်ဒါပေမဲ့ဘယ်တော့မှမပြတ်ဆိုတော့ကျွန်တော်မပြတ်သူ့ကိုဖြတ်တယ်ဥမာဆိုပါတော့ဗျာသူ့ကိုကျွန်တော်ဒီနေ့လိုနေ့ညဖြတ်လိုက်တယ်ဆိုပါတော့ဆွေတယ်မင်းနဲ့ငါနဲ့အဆင်မပြေဘူးငါမင်းကိုဖြတ်တယ်သူကစိတ်တွေပါဆိုပြီးလုံးဝပြတ်သွားတာပေါ့လုံးဝပြတ်သွားပြီးတော့4ရက်လောက်ကြာပြီးသွားရင်အလှအဆုံးဝက်ပြီးတော့ကျွန်တော်အိမ်ရှိတကားပေါက်ရှိကိုသူကရောက်လိုက်တယ်6နာရီလောက်ပေါ့နော်တကားခောက်တယ်ကျွန်တော်ကြည့်လိုက်ဒီမင်းဘာလုပ်နေတာလဲဆိုတကားဖွင့်သူအထဲဝင်နေတယ်ပေါ့နော်တကားဖွင့်ဝင်လာရင်ပြန်ဆက်သွားကြပြန်ကျွန်တော်အချိန်ဖြတ်ခဲ့ပေမဲ့တခါမှမပြတ်ခဲ့တဲ့လူပေါ့ဆိုတော့ तू ကကျွန်တော်သူ့ကိုဖြတ်ဖို့လုပ်တိုင်းမှာ तू အမြဲတမ်းဘာချင်းချောက်လေးရှိလဲဆို okay နင်းဤစားဟောင်းနဲ့နေနဲ့ပြန်ဆက်တဲ့ကိစ္စလို့ငါဖော်ပါနင်းငါတရားဆွဲမှာဆိုတော့ကျွန်တော်တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့သူ့ကိုကျွန်တော်ဖြတ်ချင်တယ်ပြီးတော့သူ့ကိုကျွန်တော်အမြဲပြောတာငါမင်းကိုမချစ်ဘူးဘယ်တော့မှမချစ်ဘူးဒါပေမဲ့မင်းကငါနဲ့အရန်အဆင်ပြေတဲ့မိန်းမလို့ပဲကျွန်တော်ပြောတာဘာလို့လဲဆိုတော့သူအကုန်အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့သူ့ကိုကျွန်တော်မချစ်တာဘူးပြီးလဲပြီးရောကျွန်တော်အချင်းချင်းဖြတ်ဝင်မရဘူးဗျာအဲ့ဒီအချိန်ထဲမှာကျွန်တော်မှားတာပေါ့နော်အဲ့ဒါကိစ္စကြတော့ကျွန်တော်ရီးသားဟောင်းနဲ့ပြန်ဆက်တယ်ခဏပြန်ဆက်တယ်ကျွန်တော်ပွေးတယ်ဗျာပြောရရင်အဲ့ဟာတွေအကုန်လုံးလည်းသူသိတယ်ပြန်တွေ့တယ်ပြဿနာတွေဖြစ်တယ်ပြတ်တိုင်းလဲကျွန်တော်အင်ရှိကိုဒီနေ့ပြတ်ပြီးရင်နောက်နေ့ရောက်လာတာသူပဲကျွန်တော်ဘယ်တော့မှသူ့အင်ရှိတီသွားပြီးတော့ဗီယာမင်းကိုမဖြတ်ပါနဲ့လို့ဘယ်တော့မှမပြောခဲ့ဘူးသူကိုယ်တိုင်ပဲရောက်အမြဲရောက်လာတာပေါ့နော်ဆိုတော့ကျွန်တော်တောက်လျှောက်အဲ့လိုဖြစ်လာတော့သူစိတ်ထဲကတိနေတာကကျွန်တော်တနေ့မှသူ့ကိုဖြတ်တော့မယ်ဆိုတော့တိဆိုတော့ तू အမြဲတမ်း तू မမှားအောင်နေပြီးတော့ဘာဖြစ်လဲဆိုကျွန်တော်ဖြတ်မယ်လို့စိတ်ကူးရဲစဉ်းစားလိုက်တယ် तू ကလက်ဆောင်ဝယ်ပေးတာမျိုးဘာမျိုးအကုန်အမြဲတမ်းလုပ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ရန်ကုန်ကမထွက်ခင်မှာကျွန်တော်သူနဲ့နောက်ဆုံးအချိန်အိတ်ခဲ့တယ်ပေါ့နော်ဆိုတော့အိတ်ခဲ့ပြီးတော့ကျွန်တော်ထွက်ပြေးသွားတယ်ပြေးသွားတယ်ပေါ့နော်ပြေးသွားပြီးတော့ကျွန်တော်လွတ်မြောက်နေပြီတဲ့ကိုရောက်နေတယ်လွတ်မြောက်နေပြီတဲ့ကိုရောက်နေတဲ့အချိန်မှာကျွန်တော်သူနဲ့ဆက်သွယ်ရှိသေးတယ်ဒါပေမဲ့ကျွန်တော်အဲ့အချိန်ကောင်းသိနေပြပါလဲဆိုတော့ကျွန်တော်သူ့ကလုံးဝဖြတ်တော့မှာပေါ့နော်ဘာလို့လဲဆိုတော့သူစီကအရန်ထွက်ပြေးနေတယ်ဘာလို့လဲကျွန်တော်သူနဲ့ကြိုက်ခဲ့တဲ့တောက်လျှောက်ကသူကကျွန်တော်ကိုအဲ့လိုချင်းကြောက်ထားတယ်အများကြီးပဲကျွန်တော်စပိန်စီလဲပြီးတော့ခါရမ်းနာနေတဲ့အချိန်တစ်ခါရှိခဲ့ဘူးလေကျွန်တော်ခါလုံးဝထလို့မရပဲလေအဲ့ဒီအချိန်မှာပြဿနာတက်တုန်းကသူကျွန်တော်လေဘင်းညစ်ဘူးလေဘင်းညစ်တော့တေအောင်ညစ်တာအဲ့လိုလေဘင်းကိုအကြီးကျယ်တေအောင်ညစ်ဘူးလေကျွန်တော်အဲ့ဒီတုန်းကတည်းကပဲကျွန်တော်အဆုံးဖြတ်ချက်ကပြတ်နေပြီကျွန်တော်ဒီမိမောကိုယူလို့လုံးဝမဖြစ်ဘူးဆိုတော့ပြတ်နေသူနဲ့တည့်ရဲ့လူတွေဒီနဲ့သူ့ကိုမေးကြည့်ပေါ့နော်ကျွန်တော်သူ့ကိုလက်ဖျားနေအောင်ထိဘူးလားဆိုတော့ကကျွန်တော်သူ့ကိုဘယ်တော့မှအကြမ်းဖက်တာမလုပ်ခဲ့ဘူးဒါပေမဲ့သူကျွန်တော်ကိုတေအောင်လေဘင်းညစ်ဘူးအဲ့ဒီအချိန်မှာကျွန်တော်ခါမလုံနိုင်ဆိုဒါမျိုးပေါ့ဆိုတော့ကျွန်တော်ဒီမိမောဘယ်လိုမှယူလို့မဖြစ်တော့ဘူးလို့သိပေမဲ့ကျွန်တော်သူ့စီကရုံးထွက်လို့မရဘူးဘာလို့လဲဆိုတော့အခုနကပြောရဲဟာနေထိန်းထားတာကျွန်တော်အများနဲ့ချင်းချောက်တယ်နေမေကိုငါပြဿနာရှာမှာနေမေကိုငါပြဿနာရှာမှာစသဖြင့်ပေါ့နော်အများတန်းပြဿနာဖြစ်ခဲ့တာပေါ့ဆိုတော့ပြီးတော့ကျွန်တော်ဂျာမနီကိုရောက်ပြီးတော့ကျွန်တော်ပထမဦးဆုံးကြုံခဲ့တာကဘာလဲဆိုတော့သူ့စီပါပထမဆုံး message ဝင်နေအဆင်ပြေလားပါညာပေါ့နော်ကျွန်တော်ကတော့
ပြီးသွားပြီကျွန်တော်သူနဲ့အဆင်မပြေနိုင်တော့ဘူးဆိုတော့ကျွန်တော်ကိုကျွန်တော်သိနေကြာပြီပေါ့နော်ကျွန်တော်အမြဲတမ်းလည်းဖြတ်ဖို့ကြိုးစားခဲ့တာဆိုတော့ပြီးလည်းပြီးတော့သူစီကပထမဆုံးကျွန်တော်လာပြီးစမ်းပြောတယ်ဟိုအဆင်ပြေလားပါညာပေါ့နော်ကျွန်တော်အဆင်ပြေတယ်ဘယ်လောက်ပြန်ပြောတယ်ပြီးတော့တပတ်လောက်ကြာတဲ့အချိန်သူကျွန်တော်စီ message ပို့တယ်ဗျအဲ့ဒါဘာလဲဆိုတော့သူကိုဝင်ပြတ်ကြသွားတယ်ဆိုပြီးပြောတယ်ဆိုတော့ okay ဘာလို့ကိုဝင်ပြတ်ကြနိုင်တာလဲပေါ့နော်ဘာလို့လဲဆိုတော့သူနဲ့ကျွန်တော်နဲ့နေခဲ့တဲ့အချိန်တွေအကုန်လုံးကအမြဲတမ်းကုန်တုံးသုံးတယ်ကျွန်တော်ကုန်တုံးမပါဘူးဆိုတော့မရှိဘူးပေါ့နော်ဆိုတော့အဲ့ဒီနောက်ဆုံးတစ်ချိန်နေခဲ့တော့မှကျွန်တော်ကုန်တုံးသုံးတယ်ဆိုတော့ကုန်လုံးတော့ရှိခဲ့တာပဲဘာလို့ဘယ်လိုလုပ်ကုန်ဝင်ရှိမှာလဲပေါ့ကျွန်တော်အဲ့လိုတွေးတာပေါ့နော်ဆိုတော့ okay ဒါမဲ့သူကလေးကဘယ်နှစ်ရက်လဲမသိဘူးရက်နဲ့သူတက်ကြသွားတယ်လို့ပြောတာပေါ့နော်အဲ့ဒါလေokay ဆိုပြီးတော့ဒါမဲ့ तू ကလေးကိုဝင်ရှိတယ်ဆိုတော့ပြောတယ်တက်ကြသွားတယ်ဆိုတော့ပြောတယ်ဒါမဲ့အဲ့ဒါတွေအကုန်လုံးကျွန်တော်တခုမှမသိလိုက်ဘူးဒါမဲ့ကျွန်တော်သူ့ဘာပြောလဲဆိုတော့ okay မင်းကိုဝင်ရှိနေကလေးရှိနေဆိုတော့ငါယူမယ်ဘာလို့လဲဆိုတော့ကိုဝင်ရှိနေမှာတော့ကျွန်တော်ယူအောင်ပေါ့ okay မင်းလိုက်လာခဲ့လို့ရတယ်ဒီမှာကျွန်တော် तू ဒီပြဿနာတွေမဖြစ်ခင် तू ဒီ Facebook မှာ post တင်တာတွေမပြောခင်ပေါ့နော်အဲ့ဒါတွေအကုန်လုံးမရှိခင်မှာသူ့ကိုကျွန်တော်တောက်လျှောက်ပြောနေကြတာမင်းစပိန်ကိုလိုက်လာမှာ okay မင်းနောက်ဆုံးလုံးဝအဆင်မပြေတော့ဘူးဆိုရင်လာခဲ့မင်းအဲ့လိုဖြစ်သွားတယ်ဆိုရင်ငါမင်းကိုယူလိုက်ဒါပေမဲ့ကျွန်တော်သူ့အမြဲတမ်းပြောတဲ့စကားရှိတယ်ငါမင်းကိုဘယ်တော့မှမချစ်ဘူးဒါပေမဲ့မင်းငါနဲ့အဆင်ပြေအဲ့လိုယူမယ်လို့ပဲကျွန်တော်ပြောတော့သူ့ကိုသူသိတယ်ကျွန်တော်သူ့ကိုဘယ်တော့မှမချစ်ဘူးဆိုတော့ပြီးလည်းပြောကိုရင်ပြက်ကြသွားတယ်လို့ပြောတာပေါ့နော်ကလေးပြက်ကြသွားလို့ပြောတယ်သူကဒါပေမဲ့သူ့စီမှာအဲ့ဒါကျွန်တော်ပုံနေပို့တယ်ဘာညာပေါ့နော်ဒါပေမဲ့ကျွန်တော်ဆိုလိုချင်တာကသူကိုရင်ပြက်ကြသွားတယ်ဒါပြောတယ်အဲ့ကိစ္စကိုသူ့ဘာသူဘယ်တော့မှမပြောဘူးဘာလို့လဲဆိုတော့ तू ကကျွန်တော်နဲ့ပြတ်မှာဟိုတိတယ်ပြီးတော့ကျွန်တော်ဖြတ်လို့မရအောင် तू အမြဲတမ်းနီးစနစ်တွေတောက်လျှောက်သုံးတယ်ပေါ့နော်အဲ့လိုနဲ့ဖြစ်ခဲ့တာဆိုတော့အဲ့ဒီဓာတ်ပုံတွေကိစ္စကြတော့ဘယ်လိုဖြစ်တာလဲဆိုတော့iCloud နဲ့မဆိုင်ဘူးဗျဒီ Apple PC နဲ့လည်းမဆိုင်ဘူးဆိုတော့ကျွန်တော်ကအမြဲတမ်းဒီကျွန်တော်ကွန်ပျူတာအဟောင်းပေါ့နော်ကျွန်တော်ဒီအာနာသိမီနောက်ပိုင်းအာနာမသိခင်မှာအလုပ်အများကြီးပို့လုပ်မယ်ဆိုပြီးတော့ကျွန်တော် MacBook တစ်လုံးထပ်ဝယ်လိုက်တယ်ဆိုတော့အဲ့ဒီ MacBook မှာကျွန်တော်ဘာလုပ်လဲဆိုတော့ဟောခဏလေးဗျအဲ့ MacBook ကို तू ကျွန်တော်ကြံရောင်းမှာပေါ့နော်ဆိုတော့မရောင်းနေတဲ့ဟိုသူ့မောင်လေးတွေသုံးမှုပါညာထားအောင်အဲ့ဒါနဲ့ကျွန်တော် MacBook ကကျွန်တော်ကဒီ one နဲ့ချိန်ထားတယ်Dropbox နဲ့ချိန်ထားလေးရှိတယ်ဆိုတော့ကျွန်တော်အဲ့ Dropbox ကို unlink လုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော်ကအဲ့ကွန်ပျူတာကိုအဲ့ကွန်ပျူတာတွေကတချို့ file တွေပေါ့နော် Dropbox file တွေကိုကျွန်တော်မဖြတ်လိုက်ဘူးမဖြတ်လိုက်ဘဲနဲ့ကျွန်တော်သူ့မောင်လေးကိုပေးလိုက်တာပေါ့နော်ဆိုတော့အဲ့ဒီအထဲမှာ file အဟောင်းတွေပါသွားတယ်ဆိုတော့နောက်တစ်ခုကကြတော့တချို့လူတွေကမေးကြတယ်ရှိတယ်မင်းဒီတယောက်နဲ့ယူထားရတာပေါ့နော်ဆိုတော့ကျွန်တော်သူနဲ့တခါမှလည်းလက်မှတ်မထိုးဘူးတလို့မျိုးတခါမှလည်းမယူခဲ့ဘူးကျွန်တော်တို့တရားဝင်စာရေးစာတမ်းလည်းမရှိဘူးဘာမှမရှိဘူးယူလည်းမယူခဲ့ဘူးသူကတော့တစ်ချိန်လုံးအမြဲတမ်းပြောတယ်သူ့ကိုယူပေါ့အမြဲတမ်းယူလို့ပဲပြောတယ်ကျွန်တော်မယူခဲ့ဘူးကျွန်တော်လည်းသူနဲ့စိတ်ဆက်ထားလည်းမရှိဘူးသူနဲ့ကျွန်တော်နဲ့အတိအလင်းကြီးစားပါနော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ကျွန်တော်ပထမဆုံးသူနဲ့စတွဲပြီဆိုကြတယ်ကျွန်တော်သူ့အိမ်ကိုအမြဲတမ်းရှောင်နေဗျကျွန်တော်အမြဲတမ်းရှောင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်သူ့အမေနဲ့မတွေ့ဘူးသူ့အဖေနဲ့မတွေ့အောင်ရှောင်တယ်သူ့အိမ်ရှိရောက်ပြီဆိုကျွန်တော်သူ့အိမ်ထဲကိုဘယ်တော့မှဝင်လေးမရှိဘူးဒါပေမဲ့သူပထမဦးဆုံးဘာလုပ်လဲဆိုတော့ကျွန်တော်စပိန်နဲ့အမြဲတမ်းသွားတတ်တော့သူကကိုပေါ့အိမ်ထဲဝင်ပါလားမဟုတ်ဘူးမင်းမေရှိနေငါဘယ်တော့မှမဝင်ဘူးလို့ပြောတယ်ဆိုတော့သူကမဟုတ်ဘူးဝင်လိုက်ပါအိမ်ထဲမှာပဲထိုင်လိုက်ပါအဲ့ဒါကျွန်တော်ထိုင်တယ်ရုပ်တရက်ကြီးသူ့အမေကအလုပ်ကနေရုပ်တရက်ကြီးပြန်ရောက်လာပြီကျွန်တော်နဲ့ပပင်းတိုးတာပေါ့အဲ့ကြတော့โอเคပေါ့ဟုတ်ကဲ့အန်ဒီပါညာနဲ့အဲ့လိုဖြစ်တော့သူကသူ့အမေတွေသူ့အဖေတွေနဲ့အမြဲတမ်းအဲ့လိုမျိုးပပင်းတိုးအောင်လုပ်နေရှိတယ်ပြီးတော့သူ့မိသားစုတွေကိုကျွန်တော်မရရအောင်ဆွဲသွင်းတယ်ပေါ့နော်ကျွန်တော်အမြဲတမ်းညင်းတယ်ဒါပေမဲ့နောက်ပိုင်းကျတော့โอเคဒီတယောက်အဆင်ပြေတာပဲဒါပေမဲ့ကျွန်တော်သူ့အမြဲတမ်းတော့ပြောတဲ့ကိစ္စကကျွန်တော်သူ့ကိုမချစ်ဘူးသူကကျွန်တော်အဲ့ဒါပဲအမြဲတမ်းပြောတာဒါပေမဲ့အဲ့လိုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျသူရခိုင်ကိုသွားတဲ့အချိန်မှာကျွန်တော်အိမ်ထိသွားတွေ့တယ်ကျွန်တော်အမေတွေနဲ့ဓာတ်ပုံတွဲရိုက်တယ်စသဖြင့်ကျွန်တော်မိဘတွေဆိုလဲကျွန်တော်မသိအောင်ဖုန်းလန်းဆက်တယ်စကားပြောတယ်စသဖြင့်ပေါ့နော်အဲ့လိုအမြဲတမ်းလုပ်တယ်ဆိုတာက तू ကသူတို့မိသားစုနဲ့ကျွန်တော်မိသားစုနဲ့အတင်းမတရားအဲ့လိုနီးဆောင်လုပ်တာပေါ့အဲ့လိုလုပ်ရင်းနဲ့ကျွန်တော်ကို तू ဆွဲချုပ်တာပေါ့ကျွန်တော်အမြဲပြောကျွန်တော်သူ့အမြဲတမ်းဖြတ်တယ်
ဒီနေ့အချိန်ထိခဏဖြတ်တယ်ဒါပေမဲ့ဘယ်တော့မှမပြတ်ခဲ့ဘူးပေါ့နော်အဲ့လိုဖြစ်ခဲ့တာပေါ့ဆိုတော့ဒါတွေကျွန်တော်ဘာလို့ပြောရလဲဆိုတော့ကျွန်တော်မပွေးဘူးကျွန်တော်ပွေးတယ်ကျွန်တော်ပွေးတယ်ဒါပေမဲ့ကျွန်တော်ကဘာလဲဆိုတော့သူ့ကိုကျွန်တော်ဖြတ်တယ်အရင်ဆုံးဖြတ်တယ်โอเคမင်းနိုင်ငံနဲ့ပြတ်ပြီးပြတ်ကြမယ်ဆိုပြီးကျွန်တော်ပြတ်လိုက်ပြီးသွားလို့ရှိရင်9ရက်လောက်တောက်လျှောက်ကျွန်တော်ကသူ့ကိုလုံးဝမေးလိုက်ပြီးတော့ပြတ်နေတာပေါ့အဲ့ကြားမှာကျွန်တော်ပွေးတယ်ကျွန်တော်ဤသားအောင်လည်းပြန်စစ်တယ်မယ်တခြားကောင်မလေးနဲ့လည်းပွေးမယ်အဲ့ဒါကျွန်တော်လုပ်လို့ရတာပဲဘာလို့လဲဆိုကျွန်တော်သူ့ဖြတ်လိုက်သူလည်းတက်သွားပြီဆိုပြီးပြောတာပေါ့နော်ပြဿနာကဒီနေ့လိုနေပြတ်သွားပြီ4ရက်လောက်နေပြီဆိုတော့ရုပ်တရက်ပြန်ပေါ်လာတယ်ကျွန်တော်အိမ်ရှိမှာအဲ့ဒါမျိုးဆိုတော့ပြောရရင်ပဲကျွန်တော်ဒီအကြောင်းတွေကိုလုံးဝမပြောချင်ဘူးဘာလို့လဲဆိုတော့စာဖတ်တဲ့သူတွေကျွန်တော်သတင်းဖတ်တဲ့သူတွေအကုန်လုံးကကျွန်တော်ပါစင်တယ်ဟိုသိကျင်တာမဟုတ်ဘူးတကယ်သတင်းဖတ်ချင်တဲ့သူတွေပေါ့နော်ပြောချင်တာဒီလိုပောက်ကြရတယ်ဗျာလူတစ်ယောက်ရဲ့ဟိုပုံကိုယ်ကြီးအကြောင်းတွေကလူတွေဘာလို့သိလို့လိုမှာလို့ကျွန်တော်လည်းဘာကောင်းမှမဟုတ်ကျွန်တော်ပြီးတော့ဟိုနာမည်ကြီးအောင်ဆိုပြီးတော့ဟိုရုပ်ရှင်တွေရိုက်ပြီးတယ်မလားတရုပ်ဆောင်တွေလုပ်ပြီးတော့ဟိုလုပ်ခဲ့တဲ့လူမျိုးမဟုတ်ဘူးကျွန်တော်သတင်းရေးတယ်လူတွေကလာပြီးလိုက်ကြတယ် follow ကြတယ်အဲ့လိုနဲ့ဒီလိုဖြစ်လာတာပေါ့အာနာမသိခင်အခြေအနေကနေဒီနေ့ထိကျွန်တော်လုပ်ခဲ့တာတွေအကုန်လုံးကပုံစံတစ်ခုလေအဲ့ဒါကျွန်တော်သတင်းရေးတယ်ဒါပဲဒါပေမဲ့အဲ့သတင်းရေးရဲ့ပုံမှာဆယ်ရီလိုထားပြီးသဘောပြောကြအဲ့လိုအမျိုးမျိုးထားပြီးသဘောပြောကြဒါပေမဲ့ဒီတောက်လျှောက်လုံးကျွန်တော်အကုန်လုံးကကျွန်တော်သတင်းမရေးခဲ့တာဆိုတော့စာဖတ်တဲ့သူတွေအနေနဲ့ကျွန်တော်ဆိုလိုတာကကျွန်တော်ပုံကိုရေးကြောင့်ဒီရဲ့ဘက်မှာသတင်းတွေပြဿနာတွေဖြစ်သွားတယ်နောက်ပြီးတော့တကယ်သတင်းတွေမဖတ်ရဘဲနဲ့ကျွန်တော်နဲ့ဆိုင်တဲ့ bullshit တွေပဲတောက်လျှောက်ကြည့်နေရတယ်ဆိုရင်ကျွန်တော်လုံးဝတောင်းပန်တယ်ပြီးတော့ဒီပြဿနာတွေအကုန်လုံးကိုတချို့ကတော့တင်ဖို့လိုတယ်ပြောကြတာပေါ့နော်ကျွန်တော်လုံးဝပြောစရာမလိုဘူးသူ့ဘာသူပြီးသွားလိမ့်မယ်ဆိုပြီးတော့ကျွန်တော်ထင်ခဲ့တာပေါ့ဒါပေမဲ့မပြီးဘူးသူကတောက်လျှောက်ကြီးပဲတင်နေတယ်အဲ့အတွက်ကျွန်တော်ရှင်းရတာပေါ့ဆိုတော့ကျွန်တော်ထပ်ပြီးတော့ပြောချင်တာကကျွန်တော်သတင်းကိုတောက်လျှောက်ဖတ်နေတဲ့သူတွေနောက်ပြီးအောက်ဆီဂျင်တကယ်လိုနေတဲ့သူတွေအရေးတကြီးသတင်းတွေကိုဖတ်ဖို့စောင့်နေတဲ့သူတွေအနေနဲ့ကျွန်တော်ကိစ္စတွေကြောင့်ဒုက္ခတွေအရန်ရှုပ်သွားတယ်နောက်ပြီးသတင်းတွေဖုံးသွားတယ်ဆိုရင်ကျွန်တော်ဒီကနေအနုညွတ်တောင်းပါတယ်ပြီးတော့ကျွန်တော်လုပ်ခဲ့တာမဟုတ်ဘူးကျွန်တော်လုပ်ခဲ့ဒီလိုမျိုးပြဿနာတွေတောက်လျှောက် online ပေါ်မှာပြန့်နေအောင်ကျွန်တော်လုပ်ခဲ့တာမဟုတ်ဘူးသူနဲ့ကျွန်တော်နဲ့တောက်လျှောက်လည်းဖြည့်ရှင်းခဲ့တယ်လုံးဝမပြေလည်ခဲ့ဘူးနောက်တစ်ခုကဒီကျွန်တော်ဤစားဟောင်းနဲ့ပတ်သက်တဲ့ video ကိစ္စပါနော်ဆိုတော့ သူ့စီမှာရှိတာကျွန်တော်စီမှာအဲ့ဒီ file တွေကလုံးဝမရှိတော့ဘူးဘာလို့လဲကျွန်တော်ဒီနယ်စပ်ကိုကူးမယ်ဆိုတော့ကျွန်တော်နဲ့ပတ်သက်တဲ့ file တွေအကုန်လုံးကျွန်တော်ဖြတ်ပလိုက်ပြီဒါပေမဲ့အဲ့ file တွေသူ့စီမှာကျန်ခဲ့တယ်တကယ်လို့အဲ့ video ထွက်လာခဲ့ရင်တော့ကျွန်တော်စီကထွက်တာမဟုတ်ပဲねသူ့စီကပဲထွက်တာပေါ့နော်ဒါပေါ့ဆိုတော့အခုဟိုမှာ Aries New ကပြောတယ်live link ပြီးတော့ X အကြောင်းဖောင်းထူတယ်ပေါ့နော်ကျွန်တော်စိတ်ကူးလုံးဝမရှိဘူးဒါပေမဲ့သူနောက်ဆုံးတင်ထားတဲ့ post တို့ပါတော့ကျွန်တော်တကယ်ချင်းနေလာပြကြတယ်ဆိုတော့သူကတော်တော်ကိုလွန်သွားပြီပေါ့နော်ဆိုတော့ဒီကျွန်တော်ကဒီဟာတွေကိုဘာမှပြောချင်စရာအကြောင်းမရှိပြီးတော့သူနဲ့ကျွန်တော်နဲ့ဘယ်လိုကြိုက်ခဲ့တယ်လဲသူအဲ့ဒီညကတကယ်အိတ်မပြောနေပဲနဲ့အိတ်ပြောချင်အောင်ဆောင်းပြီးတော့ဟိုတယ်ခေါ်သွားတာဒီပါခဲ့တယ်ဆိုတဲ့ကိစ္စမျိုးတွေအထိကျွန်တော်လုံးဝမပြောချင်ဘူးဒါပေမဲ့အခုအဲ့ဒါတွေပြောမှကိုဖြစ်တော့မှာသူကအဲ့လိုမျိုးကျွန်တော်မတရားကြီးဆွဲသွင်းခဲ့ပြီးတော့မှဖြစ်ခဲ့တဲ့ကိစ္စဆိုတော့ဟိုပြီးတော့ကျွန်တော်ခဏသူ့ကိုဖြတ်တယ်မပြတ်နိုင်တာသူပဲသူ့တငယ်ချင်းနေနဲ့သူ့ကိုမေးကြည့်ပါကျွန်တော်သူ့ကိုဘယ်နှကြိမ်ဖြတ်ခဲ့ဘူးတည်းဆိုတာအချိန်ချင်းဖြတ်ခဲ့ဘူးတခါမှသူမပြတ်ခဲ့ဘူးသူကိုယ်တိုင်ပဲကျွန်တော်အိမ်ရှိကိုပြန်ရောက်လာခဲ့တာပေါ့နော်ဆိုတော့အဲ့ပြဿနာရှိတယ်သူတော့အဲ့ကိုဝင်ရှိသွားတဲ့ကိစ္စပေါ့နော်အဲ့ဒါကြတော့လေသူကကိုဝင်ရှိသွားရင်ကျွန်တော်ပြောတာကိုဝင်ရှိသွားရင်ကျွန်တော်ယူမယ်ဒါပေမဲ့သူကိုယ်သူသိနေတာလေသူ့ကိုကျွန်တော်မှမချစ်ဘူးဆိုတော့သိတာဟုတ်ဆိုတော့အဲ့ဒါကိုလည်းသူလက်မခံနိုင်ဘူးကိုဝင်ရှိတာကိုလည်းအကြောင်းပြတယ်ဒါပေမဲ့ကိုဝင်ကလည်းပြစ်ကြသွားတယ်လို့ပြောတယ်စသဖြင့်ဘာတွေမှမသိဘူးပေါ့နော်အများကြီးဖြစ်တယ်ဆိုတော့ကျွန်တော်သူ့ကိုယူလို့လုံးဝမဖြစ်ဘူးဘာလို့လဲသူ့ကိုကျွန်တော်မချစ်လို့အစကတည်းကလည်းမချစ်ခဲ့ဘူးဒါပေမဲ့အဲ့လိုဖြစ်ကုန်ကြတာပေါ့နော်ဆိုတော့သတင်းတွေကကျွန်တော်ဒီ personal ကိစ္စတွေကြောင့်ဖုံးသွားရဆိုရင်ကျွန်တော်တောင်းပန်ပါတယ်ပြီးတော့ဒီ live ကကျွန်တော် personal နဲ့ပတ်သက်ပြီးတော့နောက်ဆုံးပြောတဲ့အကြောင်းအရာနောက်ဆုံးပြောတဲ့ live ပေါ့နော်နောက်ပိုင်းနေကျွန်တော်သတင်းမဲဆက်ရေးမယ်ဒါပဲထားမှာပေါ့နော်ဘာမှမရှိတော့ဘူးဆိုတော့သူနဲ့ပတ်သက်တဲ့ဟာတွေကိုလည်းတငယ်ချင်းတွေပေါ့နော်မိတ်ဆွေအနေနဲ့ပြောရရင်လာမပို့ကြပါနဲ့တော့ကျွန်တော်ကြည့်လည်းမကြည့်ချင်ဘူးပြီးတော့ကျွန်တော်အလုပ်ကဒါတွေမဟုတ်ဘူးကျွန်တော်အလုပ်ကကျွန်တော်သတင်းရေးမယ်လူတွေကသတင်းဖတ်မယ်ဒါပဲဆိုတော့ဒါပဲဆက်လုပ်မှာပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်နောက်ဆုံးထည့်ပြောချင်တာတော့ကျွန်တော်အကြောင်းကြောင့်ကျွန်တော်ရဲ့ personal bullshit တွေကြောင့်တွေ့ခဲ့ရတယ်ဒီသတင်းတွေကိုဖုံးလွှမ်းသွားတယ်ဆိုရင်ကျွန်တော်တောင်းပန်ပါတယ်ပြီးတော့ကျွန်တော်ကဘယ်သူနဲ့မှလက်မှတ်ထိုးပြီးတော့ယူထားတဲ့လူမဟုတ်ပါဘူးကျွန်တော်လူမျိုးတယောက်ပါ
ဒါပါပဲဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဒါပေမဲ့ဒီကျွန်တော်ဟိုအရင်ရေးသားဟောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြောတာတော့ကျွန်တော်အဲ့ဒီဟိုအရင်ရေးသားဟောင်းနဲ့ကျွန်တော်အရင်အားနာပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်အခုပြဿနာရှာနေတဲ့စုရီထက်ကိုလည်းကျွန်တော်အချင်းချင်းတောင်းပန်ခဲ့ပါပြီတောင်းပန်ခဲ့ပြီးဒီသူမရေးခင်မပြောခင်ပေါ့နော်အဲ့ဒီကောင်တောင်းပန်ခဲ့ပြီးဒါပေမဲ့သူ့ဘက်ကမကြည့်မချမ်းနိုင်ဖြစ်တာပေါ့နော်ဆိုတော့စာဖတ်သူတွေတောင်းပန်ပါတယ်ကျွန်တော်Telegram တွေတောက်လျှောက်သတင်းတွေတင်ပါမယ်နောက်ပြီးတော့ကျွန်တော်ဒီမှာတချို့ကျွန်တော် personal ကိစ္စတွေလည်းဆက်လုပ်အောင်ပေါ့လေဆိုတော့စာဖတ်သူတွေကိုအရင်တောင်းပန်ပါတယ်သတင်းတွေပုံနှံသွားရင်တောင်းပန်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျဟယ်လိုမင်္ဂလာပါပထမဆုံးအနေနဲ့ကျွန်တော်နဲ့သူနဲ့အကြောင်းကိုပထမဆုံးအကျယ်ပြောပြအောင်ပါနော်အကျယ်ဆိုတာကျွန်တော်တို့နဲ့ဘယ်လိုတွေ့ခဲ့သလဲနောက်ဘယ်လိုပြောရမလဲဘယ်လိုရှိခဲ့သလဲနောက်ဘယ်လိုကြိုက်ခဲ့တာလဲပေါ့နော်သူကျွန်တော်ဘယ်လိုချင်းကပ်ခဲ့တယ်လဲဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တငယ်ချင်းနေကသူ့အကြောင်းရင်ဆုံးပြောပြတယ်ခဏလေးပဲကျွန်တော်တကားပိတ်လိုက်ပါကျွန်တော်တငယ်ချင်း2ယောက်ကသူ့အကြောင်းရင်ပြောပြတော့ဗောနော်ဟိုဒီကောင်မလေးကမိုက်တယ်ဗောကျွန်တော်ဓာတ်ပုံတွေပါကြည့်လိုက်တယ်အဲ့မှာသူ့ကိုသွားတွေ့တယ်ဗောသွားတွေ့ပြီးတော့ကျွန်တော်တို့ friend ဖြစ်သွားတယ် Facebook မှာ friend ဖြစ်သွားတယ်ပြီးတော့ကျွန်တော်မှတ်မိတယ်ကျွန်တော်အဲ့တုန်းက Frontier မြန်မာသတင်းဌာနမှာအလုပ်လုပ်နေတော့ဗောနော်အလုပ်လုပ်နေတော့မှကျွန်တော်နေပြည်တော်ရုံးကိုသွားရတယ်နေပြည်တော် Frontier ရုံးကိုသွားရတယ်အဲ့ဒီညကျွန်တော်ကဒီကျွန်တော်ဖုန်းထဲမှာတချင်းစာရွက်တွေတင်ထားတော့အဲ့ချင်းစာရွက်တွေကိုကျွန်တော်ပေါင်းပေါ်မှာတင်ပြီးကျွန်တော်ဂတာတီးနေတဲ့အချိန်မှာအဲ့ဒီစုရီထက်ကကျွန်တော်ဖုန်းခေါ်ဗီဒီယိုကောခေါ်ဆိုတော့ကျွန်တော်ရုပ်တရက်တော့ဘယ်သူလဲပေါ့နော်အကြည့်တော့စုရီတဲ့အော်ဆိုပြီးကျွန်တော်ဂတာတီးနေနေချလိုက်ပြီးတော့အဲ့ညီမလေးပြောပေါ့နော်မဟုတ်ဘူးအကိုရဲ့မှားနေမိတာပေါ့โอเคပေါ့ဒီကောင်မလေးကကျွန်တော်ကိုအရင်ဆုံးဗီဒီယိုကောမှားနေမိတယ်ဆိုပြီးစခေါ်ခဲ့တာပေါ့နော်အဲ့နဲ့โอเคပေါ့အဲ့နဲ့နောက်ပိုင်းတော့ကျွန်တော်အဲ့ဒီချိန်ရေးသားမရှိဘူးပြောရရင်တော့ကျွန်တော်အများကြီးပဲဟိုရေးသားဒီရေးသားအဲ့လိုမျိုးတွေပွေးနေတဲ့အချိန်ပေါ့နော်အဲ့ဒါနဲ့ပြီးလည်းပြီးရောဘယ်လိုဖြစ်ကြလဲဆိုတော့သူနဲ့ကျွန်တော်ချက်ကြတာပေါ့ပြဆက်ပြီးတော့အများကြီးစကားပြောဖြစ်တာပေါ့ဟိုလိုဒီလိုပြောဖြစ်တာပေါ့ပြီးလည်းပြီးရောကျွန်တော်ရန်ကုန်ပြန်ရောက်တယ် Frontier ကနေပြီးတော့ရန်ကုန်ပြန်ရောက်တယ်ရုံးမှာပဲတညတော့ကြာသူကကျွန်တော်ဖုန်းဆက်ခေါ်တယ်အဲ့ဒါကွန်မရက်တဲ့ဘီယာလာတော့ပါလားတဲ့ဟိုအတူတူတော့အောင်ပေါ့နော်အဲ့တုန်းကဒီသူနဲ့သူ့တငယ်ချင်းတယောက်ပြကျွန်တော်မှတ်တော့မှအောင်ကျော်စောလားမသိဘူးဆိုတော့သူတို့2ယောက်ကဒီပန်းဆိုရန်လန်ဒီပန်းဆိုရန်ဂုံတရာအောက်မှာရှိတဲ့ Fair Gastronomy ဆိုတာရှိတယ်ဗျအဲ့ Fair Gastronomy မှာသူတို့တငယ်ချင်း2ယောက်တောက်နေကြတယ်ဆိုတော့ကျွန်တော်ရောက်သွားတယ်ကျွန်တော်ရုံးကနေကျွန်တော်ရုံးနဲ့အဲ့ဒီ Fair Gastronomy နဲ့နီးနီးလေးပဲဆိုတော့ကျွန်တော်ရောက်သွားပြီးတော့အဲ့ဒီရောက်တော့သူတို့တောက်ထားတာ10လုံးလောက်ရှိနေပြီသူတငယ်ချင်းယောက်ျားလေးပေါ့နော်တောက်ထားတာ10လုံးလောက်ရှိနေပြီအဲ့ဒါနဲ့โอเคတောက်ပြီးတော့သူနဲ့ကျွန်တော်လိုက်ချင်ဒီဘာမှမကြိုက်သေးဘူးစကားပြောတာဒီ Messenger ထဲမှာစကားပြောတာလည်းလုံးဝလက်မလုံးသေးဘူးပေါ့နော်ဘာမှကိုမပြောရသေးတာဒီတိုင်းဟိုဒီပေါ့ပြီးလည်းပြီးရောသူကဟိုအရန်မူးနေပြီသူအဲ့ညအရန်မူးနေပြီပြီးတော့သူကအိမ်ပြန်မယ်ပေါ့အဲ့တော့သူတငယ်ကျွန်တော်သူ့အိမ်ကိုလည်းမသိဘူးသူ့အိမ်ကိုလည်းမသိတော့အဲ့သူ့တငယ်ချင်းကိုသူကပြောတယ်ဆိုတော့လိုက်မပို့နဲ့ငါ့ကိုကွန်မရက်လိုက်ပို့လိမ့်မယ်ပေါ့နော်အဲ့ဒါโอเคပေါ့သူ့တငယ်ချင်းကျွန်တော်ပြောတယ်ကျွန်တော်လိုက်ပို့လိုက်မယ်ခင်ဗျာလိုက်မပို့နဲ့ဆိုပြီးတော့ကျွန်တော်သူ့ကိုလိုက်ပို့တယ်ဆိုတော့သူကတော်တော်မူးနေပြီပေါ့ကျွန်တော်မှတ်မိတယ်လို့ပေါ့နော်တော်တော်မူးနေဆိုတော့သူနေတာကရန်ကင်းကလေးဆေးုံတွေကဟွာထဲမှာနေတယ်ဒီရန်ကင်းကလေးဆေးုံတွေဝန်ထမ်းအိမ်ယာမှာနေတယ်ဆိုတော့ကျွန်တော်ကโอเคဝန်ထမ်းအိမ်ယာဆိုတော့ကျွန်တော်သိတယ်ပေါ့နော်သူ့အိမ်ကျွန်တော်တခါမှမရောက်ဘူးအဲ့
အဲ့ဒါကျွန်တော်သူ့လိုက်ပို့တာပေါ့နော်ကားနဲ့ကျွန်တော်ပြောရရင်အဲ့ချိန်က17နာရီခွဲလောက်ရှိနေပြီည17နာရီခွဲလောက်ရှိနေပြီကျွန်တော်လိုက်ပို့တယ်သူ့တငယ်ချင်းကိုသူကပြန်လှုပ်လိုက်သူ့တငယ်ချင်းကိုသူကိုယ်တိုင်ပြန်လှုပ်လိုက်တာနင်လိုက်မပို့နဲ့ကိုမလိုက်ပို့လိမ့်မယ်ဆိုပြီးတော့ဆိုတော့ကျွန်တော်သူ့ရန်ကင်းကလေးဆေးရုံနဲ့ကိုရောက်တဲ့အချိန်မှာဆိုတော့ရန်ကလေးဆေးရုံထဲမှာကဒီအများကြီးပဲဟိုဟာတွေအများကြီးပဲဝန်ထမ်းအိမ်ယာတွေအများကြီးပဲဆိုတော့ကျွန်တော်သူ့ဘယ်နေရာဘယ်ကိုသွားပို့အောင်မသိဘူးဆိုတော့ကျွန်တော်နှိုးတယ်သူကကျွန်တော်ပေါင်မှာအိတ်နေတယ်အဲ့ချိန်သူနဲ့ကျွန်တော်လည်းမကြိုက်သေးဘူးနော်ဒါပေမဲ့သူမူးပြီးကျွန်တော်ပေါင်မှာအိတ်နေတယ်အဲ့ဒါနဲ့ကျွန်တော်နှိုးတာပေါ့နော်ဆွေးတဲ့ထားဆိုတော့သူကလုံးဝနှိုးလို့မရဆိုတော့လုံးဝကိုနှိုးလို့မရလုံးဝနှိုးလို့မရတော့ okay ပေါ့နှိုးလို့မရကျွန်တော်အဲ့ဒါနဲ့ကားဆရာကိုတစီသမောင်းကိုမေးတယ်အခုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ရေလေးမျက်နှာရေလောင်းကွာကျွန်တော်မျက်နှာသူ့မျက်နှာကိုရေလေးလောင်းချရေလောင်းချတော့မနှိုးပြီးတော့အဲ့မှာအန်မို့ဆိုပြီးဩနဲ့တစ်ချိန်ချင်းဖြစ်သေးတယ်ပေါ့နော်ဖြစ်ပြီးတော့အန်မို့လို့သေးမအန်ဘူးအဲ့လိုတွေဖြစ်တယ်ကျွန်တော်သူ့အိမ်နားမှာဗျာကျွန်တော်သူ့အိမ်ကိုမသိဘူးဒါပေမဲ့အဲ့ဒီရန်ကလေးဆေးကိုဝင်းထဲမှာအကြာကြီးပဲနှိုးတယ်လုံအောင်လုပ်လို့မရတနားရီလောက်ကြာတော့အဲ့ဒါနဲ့ကျွန်တော်တက်စီဆရာကိုမေးတယ်ပေါ့အခုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ညီလေးမင်းဟိုတယ်ခေါ်သွားပါနော်โอเคပေါ့အဲ့ဒါနဲ့ဟိုတယ်ခေါ်သွားတယ်ပေါ့နော်ကျွန်တော်တို့ဒီပင်လုံဘက်ကဗျာဟိုတယ်တခုကျွန်တော်တို့ရောက်သွားတယ်တက်စီဆရာကသူအဲ့ဘက်ကိုအိမ်တင်ရမှာမို့သူတခါလိုက်ပို့တာပေါ့အဲ့ဒါနဲ့ကျွန်တော်တို့တခါလေးရောက်သွားတယ်ရောက်သွားပြီဟိုတယ်ရောက်တော့ပြောရရင်ဗျာကျွန်တော်လည်းယောက်ျားလေးပဲသူလည်းမိန်းကလေးပြီးတော့သူကိုယ်တိုင်တော့ဟိုတယ်လိုက်လာတာပေါ့ပြီးတော့ကျွန်တော်တို့အဲ့မှာနန်းကြတာပေါ့နော်ပြီးဘာမှလုံးမဖြစ်ဘူးအဲ့ဒီညကဖြစ်ကျွန်တော်သူကဘုံလေးပြောရရင် menstruation ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဘာမှမလုပ်ဖြစ်ဘူးနန်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့မနေ့6နာရီလောက်ကျတော့ထပြီးပြန်လာတာပေါ့နော်အဲ့ဒီနောက်ပိုင်းမှာသူနဲ့ကျွန်တော်နဲ့ကကျွန်တော်သူ့ကိုဘယ်တော့မှရည်စားစကားစမပြောခဲ့ဘူးဆိုတော့သူကိုယ်တိုင်ကျွန်တော်ကိုမူးတယ်လို့လုပ်တယ်ပြီးတော့ဟိုတယ်ကိုခေါ်သွားတဲ့အထိသူသိသေးတယ်ဘာမှမဖြစ်ဘူးသူ့အိမ်ရှိကိုရောက်တဲ့အချိန်ထိကျွန်တော်နှိုးလို့ဘယ်လိုမှမလို့မနှိုးဘူးပေါ့နော်အဲ့ဒါတကယ်ဖြစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီအချိန်တွေကိုကျွန်တော်အမြဲတမ်းစိတ်ထဲမှာဘာထားခဲ့လဲဆိုတော့ဘယ်လိုပြောမလဲကျွန်တော်တို့နှစ်ယောက်ပထမအဆုံးတွေ့တဲ့အချိန်ပေါ့နော်ကျွန်တော်တကယ်ကြီးတော့အများမေးကြတယ်မရမင်းကောင်မလေးနဲ့မင်းဘယ်လိုတွေ့ကြသလဲဟာငါကောင်မလေးအဲ့ညအရန်မူးနေတာငါသူ့ရင်လိုက်ပြန်လိုက်ပို့ပြီးတော့သူကဘယ်လိုမှမထနိုင်တဲ့အတွက်ငါဟိုနောက်ဆုံးဟိုတယ်ခေါ်သွားပြီးတော့ဟိုတယ်မှာတညအိပ်ပြီးတော့ဘာမှမလုပ်ဖြစ်ဘူးဟိုတယ်မှာတညအိပ်ပြီးတော့နောက်နေ့ပြန်ထပြီးတော့သွားကြတာပေါ့နော်ပြီးတော့ကျွန်တော်တို့တစ်နှစ်ခွဲလောက်ကြာသွားတယ်ဗျကျွန်တော်သူ့တစ်ခါမှ propose မလုပ်ဘူးကြိုက်တယ်လို့လည်းမပြောဘူးသူကအမြဲတမ်းမေးတယ်ကိုသူ့ကိုချစ်လာပါနော် okay ပေါ့ကျွန်တော်ကချစ်တယ်ပေါ့လောက်ပဲကျွန်တော်တို့အဲ့လိုပဲအမြဲတမ်းပြီးခဲ့တယ်ပေါ့ဆိုတော့တစ်နှစ်ခွဲလောက်ကြာတဲ့အချိန်ကျတော့သူကကျွန်တော်ဘာပြောလဲဆိုတော့ကိုရဲ့ဟိုဝန်ခံစရာရှိတယ်ပေါ့အဲ့နဲ့ဒါမဲ့သူကအဲ့ကိစ္စဝန်ခံပြီးရင်သူ့မမုန်းသွားရဘူးလို့ပြောတယ်အဲ့ဒါနဲ့okay အဲ့ဒါနဲ့မမုန်းသွားရဘူးဆိုကျွန်တော်ပြောဘာပြောမလဲဆိုတော့ तू မူးတဲ့အဲ့ဒီညက तू အကုန်သတိရနေတယ်အကုန်သိနေတယ်ဒါပေမဲ့မူးတင်အောင်ဆောင်ပြီးတော့ကျွန်တော်ဟိုတယ်ကိုခေါ်သွားတော့အတားကြီးလိုက်လာခဲ့တယ်အဲ့ဒီညကိုဒါပေမဲ့ကျွန်တော်အဲ့ဒီညပြီးကြတဲ့ကကျွန်တော်သူ့ကိုလုံးဝစိတ်မပါတော့ဘယ်လိုမှစိတ်မပါတော့ဘာလို့လဲဆိုတော့တစ်နှစ်ခွဲလောက်အချိန်တိုင်းတော်တွေမှာ तू ကကျွန်တော်ပထမဦးဆုံးတွေ့တဲ့နေ့ပထမဦးဆုံးတွေ့တဲ့ moment မှာကို तू ကလိန်ခဲ့တာ तू တကယ်မူးနေပါတယ်ဆိုပြီးသူ့အိမ်ရှိကိုရောက်တာတော့မှမစင်းမဲနဲ့ဟိုတယ်ခေါ်လိုက်လိုက်လာခဲ့တာပေါ့အဲ့ तू ဖြစ်ခဲ့တာတစ်နှစ်ခွဲလောက်ပြီးတဲ့အချိန်မှာကျွန်တော်သူ့ကိုလုံးဝမကြိုက်တော့ဘူးအဲ့ဒါကိုလည်းသိလိုက်ရအောင်ကျွန်တော်ဘယ်လိုမှ feeling မလာတော့ဆိုတော့အဲ့ဒါနဲ့ okay fine ပေါ့ပြီးလဲပြီးရောဘယ်လိုဖြစ်ကြလဲဆိုတော့ပြဿနာတက်တာပေါ့ဗျာခဏခဏကျွန်တော်ပြဿနာရှာဘာလို့ကျွန်တော်သူ့ကိုဖြတ်တော့မှာကျွန်တော်ခဏခဏသူ့ကိုဖြတ်တယ်မပြတ်ဘူးဆိုတော့ကျွန်တော်နောက်ပိုင်းဘာဖြစ်လဲဆိုတော့အဲ့ဒီအခုသူခဏခဏပြောတယ်ကျွန်တော်ရီးသားဟောင်းပေါ့နော်ရီးသားဟောင်းနဲ့ကျွန်တော်တို့ပြန်ဆက်တယ်ဆိုတော့ရီးသားဟောင်းနဲ့ကျွန်တော်နဲ့ကဘယ်လိုမှအဆင်မပြေတော့ဘူးဒါပေမဲ့သူနဲ့ကျွန်တော်နဲ့ကအဆင်ပြေတဲ့အပိုင်းတွေကြီးတယ်အဲ့ဒါနဲ့ကျွန်တော်တို့တွေ့ဖြစ်ကြတယ်ဒါပေမဲ့နောက်ပိုင်းမှာသူကပြန်တိတယ်ဗျဆွီထက်ကနေပြီးတော့ကျွန်တော်နဲ့ကျွန်တော်ရီးသားဟောင်းနဲ့တွေ့နေတာတွေကိုသူတိတယ်ပြီးတော့ကျွန်တော်ပြဿနာရှာတာပေါ့နော်โอเคကျွန်တော်ပြောတာငါနဲ့ဒီရီးသားဟောင်းနဲ့ဒီလိုပြဿနာဒီလိုတွေရှိနေတာကိုမကြိုက်ဘူးဆိုရင်ဖြတ်ပြီးတော့ငါနဲ့နေကိုမကြိုက်တော့ဘူးကျွန်တော်သူ့ကိုအမြဲတမ်းပြောတယ်နင်ကငါနဲ့အရန်အဆင်ပြေတယ်ဒါပေမဲ့ငါနဲ့ကိုမချစ်ဘူးကျွန်တော်သူ့အမြဲတမ်းစကားပြောတဲ့စကားပေါ့နော်ဒါပေမဲ့ तू မရောက်ဘူးမဟုတ်ဘူး तू အရန်ချစ်တယ်ရအောင်ယူမယ်ပေါ့နော်ဆိုတော့ तू နဲ့ကျွန်တော်ဤသားအောင်နဲ့ပြဿနာတောက်လျှောက်တက်တဲ့အချိန်မှာကျွန်တော်ဤသားအောင်က तू ဘာပြောလဲဆိုတော့နင်းဘဝမှာမျက်ကြို तू ဘယ်တော့မှရမှာမဟုတ်ဘူးလို့ပြောတယ် तू အဲ့တော့မကျေနပ်ဘူး
ဆိုတော့သူ့ရဲ့အဓိကရည်မှန်းချက်ကဘာလဲဆိုတော့ကျွန်တော်တို့မရရအောင်ယူမှာသူ့ကိုကျွန်တော်ရီစားတက်4နှစ်လောက်အတွင်းမှာဖြတ်ခဲ့တာမရှိဘူးအစုံ10ချိန်ထက်မနေဘူးကျွန်တော်ခဏဖြတ်တယ်ဒါပေမဲ့ဘယ်တော့မှမပြတ်ဆိုတော့ကျွန်တော်မပြတ်သူ့ကိုဖြတ်တယ်ဥမာဆိုပါတော့ဗျာသူ့ကိုကျွန်တော်ဒီနေ့လိုနေ့ညဖြတ်လိုက်တယ်ဆိုပါတော့ဆွေတယ်မင်းနဲ့ငါနဲ့အဆင်မပြေဘူးငါမင်းကိုဖြတ်တယ်သူကစိတ်တွေပါဆိုပြီးလုံးဝပြတ်သွားတာပေါ့လုံးဝပြတ်သွားပြီးတော့4ရက်လောက်ကြာပြီးသွားရင်အလှအဆုံးဝက်ပြီးတော့ကျွန်တော်အိမ်ရှိတကားပေါက်ရှိကိုသူကရောက်လိုက်တယ်6နာရီလောက်ပေါ့နော်တကားခောက်တယ်ကျွန်တော်ကြည့်လိုက်ဘေဘီမင်းဘာလုပ်နေတာလဲဆိုတကားဖွင့်သူအထဲဝင်နေတယ်ပေါ့နော်တကားဖွင့်ဝင်လာရင်ပြန်ဆက်သွားကြတယ်ကျွန်တော်အချိန်ချင်းဖြတ်ခဲ့ပေမဲ့တခါမှမပြတ်ခဲ့တဲ့လူပေါ့ဆိုတော့ तू ကကျွန်တော်သူ့ကိုဖြတ်ဖို့လုပ်တိုင်းမှာ तू အမြဲတမ်းဘာချင်းချောက်လေးရှိလဲဆို okay နင်းကြီးစားဟောင်းနဲ့နေနဲ့ပြန်ဆက်တဲ့ကိစ္စကိုငါဖော်ပါနင်းငါတရားစွဲမှာဆိုတော့ကျွန်တော်တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့သူ့ကိုကျွန်တော်ဖြတ်ချင်တယ်ပြီးတော့သူ့ကိုကျွန်တော်အမြဲပြောတယ်ငါမင်းကိုမချစ်ဘူးဘယ်တော့မှမချစ်ဘူးဒါပေမဲ့မင်းကငါနဲ့အရန်အဆင်ပြေတဲ့မိန်းမလို့ပဲကျွန်တော်ပြောတာဘာလို့လဲဆိုတော့သူအကုန်အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့သူ့ကိုကျွန်တော်မချစ်တာဘူးပြီးလဲပြီးတော့ကျွန်တော်အချင်းချင်းဖြတ်ရင်မရဘူးဗျာအဲ့ဒီအချိန်ထဲမှာကျွန်တော်မှားတာပေါ့နော်အဲ့ဒါကိစ္စကြတော့ကျွန်တော်ရီးသားဟောင်းနဲ့ပြန်ဆက်တယ်ခဏပြန်ဆက်တယ်ကျွန်တော်ပွေးတယ်ဗျာပြောရရင်အဲ့ဟာတွေအကုန်လုံးလည်းသူသိတယ်ပြန်တွေ့တယ်ပြဿနာတွေဖြစ်တယ်ပြတ်တိုင်းလဲကျွန်တော်အင်ရှိကိုဒီနေ့ပြတ်ပြီးရင်နောက်နေ့ရောက်လာတာသူပဲကျွန်တော်ဘယ်တော့မှသူ့အင်ရှိတွေသွားပြီးတော့ဘီဘီယာမင်းကိုမဖြတ်ပါနဲ့လို့ဘယ်တော့မှမပြောခဲ့ဘူးသူကိုယ်တိုင်ပဲရောက်အမြဲရောက်လာတာပေါ့နော်ဆိုတော့ကျွန်တော်တောက်လျှောက်အဲ့လိုဖြစ်လာတာသူစိတ်ထဲကသိနေတာကကျွန်တော်တနေ့မှသူ့ကိုဖြတ်တော့မယ်ဆိုတော့သိဆိုတော့ तू အမြဲတမ်း तू မမှားအောင်နေပြီးတော့ဘာဖြစ်လဲဆိုကျွန်တော်ဖြတ်မယ်လို့စိတ်ကူးရဲစဉ်းစားလိုက်တယ် तू ကလက်ဆောင်ဝယ်ပေးတာမျိုးဘာမျိုးအကုန်အမြဲတမ်းလုပ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ရန်ကုန်ကမထွက်ခင်မှာကျွန်တော် तू နဲ့နောက်ဆုံးအချိန်အိတ်ခဲ့တယ်ပေါ့နော်ဆိုတော့အိတ်ခဲ့ပြီးတော့ကျွန်တော်ထွက်ပြေးသွားတယ်ပြေးသွားတယ်ပေါ့နော်ပြေးသွားပြီးတော့ကျွန်တော်လွတ်မြောက်နေမိတဲ့ကိုရောက်နေတယ်လွတ်မြောက်နေမိတဲ့ကိုရောက်နေတဲ့အချိန်မှာကျွန်တော်သူနဲ့ဆက်သွယ်ရှိသေးတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီအချိန်ကောင်းသိနေပြပါလဲဆိုတော့ကျွန်တော်သူ့ကလုံးဝဖြတ်တော့မှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်သူ့စီကအရန်ထွက်ပြေးနေတယ်ဘာလို့လဲဆိုတော့ကျွန်တော်သူနဲ့ကြိုက်ခဲ့တဲ့တောက်လျှောက်ကသူကကျွန်တော်ကိုအဲ့လိုချင်းကြောက်ထားတယ်အများကြီးပဲကျွန်တော်စပိန်စီလဲပြီးတော့ခါအရန်နာနေတဲ့အချိန်တစ်ခါရှိခဲ့ဘူးလေကျွန်တော်ခါလုံးဝထလို့မရပဲလေအဲ့ဒီအချိန်မှာပြဿနာတက်တုန်းကသူကျွန်တော်လေဘင်းညှစ်ဘူးလေဘင်းညှစ်တော့တေအောင်ညှစ်တာအဲ့လိုလေဘင်းကိုအကြီးကျယ်တေအောင်ညှစ်ဘူးလေကျွန်တော်အဲ့ဒီတုန်းကတည်းကပဲကျွန်တော်အဆုံးဖြတ်ချက်ကပြတ်နေပြီကျွန်တော်ဒီမိမောက်ကိုယူလို့လုံးဝမဖြစ်ဘူးဆိုတော့ပြတ်နေသူနဲ့တည့်ရလူတွေဒီနဲ့သူ့ကိုမေးကြည့်ပေါ့နော်ကျွန်တော်သူ့ကိုလက်ဖျားနေအောင်ထိဘူးလားဆိုတော့ကကျွန်တော်သူ့ကိုဘယ်တော့မှအကြမ်းဖက်တာမလုပ်ခဲ့ဘူးဒါပေမဲ့သူကျွန်တော်ကိုတေအောင်လေဘင်းညှစ်ဘူးအဲ့ဒီအချိန်မှာကျွန်တော်ခါမလုံနိုင်သူဒါမျိုးပေါ့ဆိုတော့ကျွန်တော်ဒီမိမောက်ဘယ်လိုမှယူလို့မဖြစ်တော့ဘူးလို့သိပေမဲ့ကျွန်တော်သူ့စီကရုံးထွက်လို့မရဘူးဘာလို့လဲဆိုတော့အခုနကပြောရဲဟာနေထိန်းထားတာကျွန်တော်အများနဲ့ချင်းချောက်တယ်နေ့မျိုးငါပြဿနာရှာမှာနေ့မျိုးငါပြဿနာရှာမှာစသဖြင့်ပေါ့နော်အများနဲ့ပြဿနာဖြစ်ခဲ့တာပေါ့ဆိုတော့ပြီးတော့ကျွန်တော်ဂျာမနီကိုရောက်ပြီးတော့ကျွန်တော်ပထမဦးဆုံးကြုံခဲ့တာကဘာလဲဆိုတော့သူ့စီပါပထမဆုံး message ဝင်နေအဆင်ပြေလားပါညာပေါ့နော်ကျွန်တော်ကတော့ပြီးသွားပြီကျွန်တော်သူနဲ့အဆင်မပြေနိုင်တော့ဘူးဆိုတော့ကျွန်တော်သိနေကြာပြီပေါ့နော်ကျွန်တော်အမြဲတမ်းလည်းဖြတ်ဖို့ကြိုးစားခဲ့တာဆိုတော့ပြီးတော့သူစီကပထမဆုံးကျွန်တော်လာပြီးစမ်းပြောတယ်ဟိုအဆင်ပြေလားပါညာပေါ့နော်ကျွန်တော်အဆင်ပြေတယ်ဘယ်လောက်ပြန်ပြောတယ်ပြီးတော့တပတ်လောက်ကြာတဲ့အချိန်သူကျွန်တော်စီ message ပို့တယ်ဗျအဲ့ဒါဘာလဲဆိုတော့သူကိုဝင်ပြတ်ကြသွားတယ်ဆိုပြီးပြောတယ်ဆိုတော့ okay ဘာလို့ကိုဝင်ပြတ်ကြနိုင်တာလဲပေါ့နော်ဘာလို့လဲဆိုတော့သူနဲ့ကျွန်တော်နဲ့နေခဲ့တဲ့အချိန်တွေအကုန်လုံးကအများအားကုန်တုံးသုံးတယ်ကျွန်တော်ကုန်တုံးမပါဘူးဆိုတော့မရှိဘူးပေါ့နော်ဆိုတော့အဲ့ဒီနောက်ဆုံးတစ်ချိန်နေခဲ့တော့မှကျွန်တော်ကုန်တုံးသုံးတယ်ဆိုတော့ကုန်လုံးတော့ရှိခဲ့တာပဲဘာလို့ဘယ်လိုလုပ်ကုန်ဝင်ရှိမှာလဲပေါ့ကျွန်တော်အဲ့လိုတွေးတာပေါ့နော်ဆိုတော့ okay ဒါမဲ့သူကလေးကဘယ်နှစ်ရက်လဲမသိဘူးရက်နဲ့သူတက်ကြသွားတယ်လို့ပြောတာပေါ့နော်အဲ့ဒါလေokay ဆိုပြီးတော့ဒါမဲ့ तू ကလေးကိုဝင်ရှိတယ်ဆိုတော့ပြောတယ်တက်ကြသွားတယ်ဆိုတော့ပြောတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကျွန်တော်တခုမှမသိလိုက်ဘူးဒါပေမဲ့ကျွန်တော်သူ့ဘာပြောလဲဆိုတော့ okay မင်းကိုဝင်ရှိနေကလေးရှိနေဆိုတော့ငါယူမယ်ဘာလို့လဲဆိုတော့ကိုဝင်ရှိနေမှာတော့ကျွန်တော်ယူအောင်ပေါ့ okay မင်းလိုက်လာခဲ့လို့ရတယ်ဒီမှာကျွန်တော် तू ဒီပြဿနာတွေမဖြစ်ခင် तू ဒီ Facebook မှာ post တင်တာတွေမပြောခင်ပေါ့နော်အဲ့ဒါတွေအကုန်လုံးမရှိခင်မှာသူ့ကိုကျွန်တော်တောက်လျှောက်ပြောနေကြတာမင်းစပိန်ကိုလိုက်လာမှာ okay မင်းနောက်ဆုံးလုံးဝအဆင်မပြေတော့ဘူးဆိုရင်လာခဲ့မင်းအဲ့လိုဖြစ်သွားတယ်ဆိုရင်ငါမင်းကိုယူလိုက်ဒါပေမဲ့ကျွန်တော်သူ့အမြဲတမ်းပြောတဲ့စကားရှိတယ်
မင်းကိုဘယ်လုံးမှမချစ်ဘူးဒါပေမဲ့မင်းငါနဲ့အဆင်ပြေအဲ့လိုယူမယ်လို့ပဲကျွန်တော်ပြောတော့သူ့ကိုသူတည်တယ်ကျွန်တော်သူ့ကိုဘယ်လုံးမှမချစ်ဘူးဆိုတော့ပြီးလည်းပြောကိုရင်ပြက်ကြသွားတယ်လို့ပြောတာပေါ့နော်ကလေးပြက်ကြသွားလို့ပြောတယ်သူကဒါပေမဲ့သူ့စီမှာအဲ့ဒါကျွန်တော်ပုံနေပို့တယ်ဘာညာပေါ့နော်ဒါပေမဲ့ကျွန်တော်ဆိုလိုချင်တာကသူကိုရင်ပြက်ကြသွားတယ်ဒါပြောတယ်အဲ့ကိစ္စကိုသူ့ဘာသူဘယ်တော့မှမပြောဘူးဘာလို့လဲဆိုတော့သူကကျွန်တော်နဲ့ပြက်မှာတိတယ်ပြီးတော့ကျွန်တော်ဖြတ်လို့မရအောင်သူအမြဲတမ်းနီးစနစ်တွေတောက်လျှောက်သုံးတယ်ပေါ့နော်အဲ့လိုနဲ့ဖြစ်ခဲ့တာဆိုတော့အဲ့ဒီဓာတ်ပုံတွေကိစ္စကြတော့ဘယ်လိုဖြစ်တာလဲဆိုတော့iCloud နဲ့မဆိုင်ဘူးဗျာဒီ Apple ပစ္စည်းတွေနဲ့လည်းမဆိုင်ဘူးဆိုတော့ကျွန်တော်ကအမြဲတမ်းဒီကျွန်တော်ကွန်ပျူတာအဟောင်းပေါ့နော်ကျွန်တော်ဒီအာနာသိမီနောက်ပိုင်းအာနာမသိခင်မှာအလုပ်အများကြီးပို့လုပ်မယ်ဆိုပြီးတော့ကျွန်တော် MacBook တစ်လုံးထပ်ဝယ်လိုက်တယ်ဆိုတော့အဲ့ဒီ MacBook မှာကျွန်တော်ဘာလုပ်လဲဆိုတော့ဟောခဏလေးဗျအဲ့မပုတ်ကို तू ကျွန်တော်ပြန်ရောင်းမှာပေါ့နော်ဆိုတော့မရောင်းနေတဲ့သူ့မောင်လေးတွေသုံးမှုပါညာထားအောင်အဲ့ဒါနဲ့ကျွန်တော် MacBook ကကျွန်တော်ကဒီ one နဲ့ချိန်ထားတယ်Dropbox နဲ့ချိန်ထားလေးရှိတယ်ဆိုတော့ကျွန်တော်အဲ့ Dropbox ကို unlink လုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော်ကအဲ့ကွန်ပျူတာကိုအဲ့ကွန်ပျူတာတွေကတချို့ file တွေပေါ့နော် Dropbox file တွေကိုကျွန်တော်မဖြတ်လိုက်ဘူးမဖြတ်လိုက်ဘဲနဲ့ကျွန်တော်သူ့မောင်လေးကိုပေးလိုက်တာပေါ့နော်ဆိုတော့အဲ့ဒီအထဲမှာ file အဟောင်းတွေပါသွားတယ်ဆိုတော့နောက်တစ်ခုကကြတော့တချို့လူတွေကမေးကြတာရှိတယ်မင်းဒီကြောင်းနဲ့ယူထားရတာပေါ့ဆိုတော့ကျွန်တော်သူနဲ့တစ်ခါမှလည်းလက်မှတ်မထိုးဘူးတလို့မျိုးတစ်ခါမှလည်းမယူခဲ့ဘူးကျွန်တော်တို့တရားဝင်စာရေးစာတမ်းလည်းမရှိဘူးဘာမှမရှိဘူးယူလည်းမယူခဲ့ဘူးသူကတော့တစ်ချိန်လုံးအမြဲတမ်းပြောတယ်သူ့ကိုယူပေါ့အမြဲတမ်းယူလို့ပဲပြောတယ်ကျွန်တော်မယူခဲ့ဘူးကျွန်တော်နဲ့သူနဲ့စိတ်သက်ထားလည်းမရှိဘူးသူနဲ့ကျွန်တော်နဲ့အတိအလင်းကြီးစားပါတော့နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ကျွန်တော်ပထမဆုံးသူနဲ့စတွဲပြီဆိုကြတယ်ကျွန်တော်သူ့အိမ်ကိုအမြဲတမ်းရှောင်နေဗျကျွန်တော်အမြဲတမ်းရှောင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်သူ့အမေနဲ့မတွေ့ဘူးသူ့အဖေနဲ့မတွေ့အောင်ရှောင်တယ်သူ့အိမ်ရှိရောက်ပြီဆိုကျွန်တော်သူ့အိမ်ထဲကိုဘယ်တော့မှဝင်လေးမရှိဘူးဒါပေမဲ့သူပထမဦးဆုံးဘာလုပ်လဲဆိုတော့ကျွန်တော်စပိန်နဲ့အမြဲတမ်းသွားတတ်တော့သူကဘူးကိုပေါ့အိမ်ထဲဝင်ပါလားမဟုတ်ဘူးမင်းမေရှိနေငါဘယ်တော့မှမဝင်ဘူးလို့ပြောတယ်ဆိုတော့သူကမဟုတ်ဘူးဝင်လိုက်ပါအိမ်ထဲမှာပဲထိုင်လိုက်ပါအဲ့ဒါကျွန်တော်ထိုင်တယ်ရုပ်တရက်ကြီးသူ့အမေကအလုပ်ကနေရုပ်တရက်ကြီးပြန်ရောက်လာပြီကျွန်တော်နဲ့ပပင်းတိုးတာပေါ့အဲ့ကြတော့โอเคပေါ့ဟုတ်ကဲ့အန်ဒီပါညာနဲ့အဲ့လိုဖြစ်တော့သူကသူ့အမေတွေသူ့အဖေတွေနဲ့အမြဲတမ်းအဲ့လိုမျိုးပပင်းတိုးအောင်လုပ်နေရှိတယ်ပြီးတော့သူ့မိသားစုတွေကိုကျွန်တော်မရရအောင်ဆွဲသွင်းတယ်ပေါ့နော်ကျွန်တော်အမြဲတမ်းညင်းတယ်ဒါပေမဲ့နောက်ပိုင်းကျတော့โอเคဒီတယောက်အဆင်ပြေတာပဲဒါပေမဲ့ကျွန်တော်သူ့အမြဲတမ်းတော့ပြောတဲ့ကိစ္စကကျွန်တော်သူ့မချစ်ဘူးသူကကျွန်တော်အဲ့ဒါပဲအမြဲတမ်းပြောတာဒါပေမဲ့အဲ့လိုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျသူရခိုင်ကိုသွားတဲ့အချိန်မှာကျွန်တော်အိမ်အထိသွားတွေ့တယ်ကျွန်တော်အမေတွေနဲ့ဓာတ်ပုံတွဲရိုက်တယ်စသဖြင့်ကျွန်တော်မိဘတွေဆိုလဲကျွန်တော်မသိအောင်ဖုန်းလမ်းဆက်တယ်စကားပြောတယ်စသဖြင့်ပေါ့နော်အဲ့လိုအမြဲတမ်းလုပ်တယ်ဆိုတာက तू ကသူတို့မိသားစုနဲ့ကျွန်တော်မိသားစုနဲ့အတင်းမတရားအဲ့လိုနီးစာအောင်လုပ်တာပေါ့အဲ့လိုလုပ်ရင်းနဲ့ကျွန်တော်ကို तू ဆွဲချုပ်တာပေါ့ကျွန်တော်အမြဲပြောကျွန်တော်သူ့အမြဲတမ်းဖြတ်တယ်ဒီနေ့အချိန်ထိခဏဖြတ်တယ်ဒါပေမဲ့ဘယ်တော့မှမပြတ်ခဲ့ဘူးပေါ့နော်အဲ့လိုဖြစ်ခဲ့တာပေါ့ဆိုတော့ဒါတွေကျွန်တော်ဘာလို့ပြောရလဲဆိုတော့ကျွန်တော်မပွေးဘူးကျွန်တော်ပွေးတယ်ကျွန်တော်ပွေးတယ်ဒါပေမဲ့ကျွန်တော်ကဘာလဲဆိုတော့သူ့ကိုကျွန်တော်ဖြတ်တယ်အရင်ဆုံးဖြတ်တယ်โอเคမင်းနဲ့ငါနဲ့ပြတ်ကြမယ်ဆိုပြီးကျွန်တော်ပြတ်လိုက်ပြီးသွားလို့ရှိရင်ဥမာ9ရက်လောက်တောက်လျှောက်ကျွန်တော်ကသူ့ကိုလုံးအောင်မေးလိုက်ပြီးတော့ပြတ်နေတာပေါ့အဲ့ကြားထဲမှာကျွန်တော်ပွေးတယ်ကျွန်တော်ကြီးသားနဲ့လည်းပြန်ဆက်တယ်မယ်တခြားကောင်မလေးနဲ့လည်းပွေးမယ်အဲ့ဒါကျွန်တော်လုပ်လို့ရတာပဲဘာလို့လဲဆိုကျွန်တော်သူ့ဖြတ်လိုက်သူလည်းပြတ်သွားပြီဆိုပြီးပြောတာပေါ့နော်ပြဿနာကဒီနေ့လိုနေပြတ်သွားပြီ4ရက်လောက်နေပြီဆိုတော့ရုပ်တရက်ပြန်ပေါ်လာတယ်ကျွန်တော်အိမ်ရှိမှာအဲ့ဒါမျိုးဆိုတော့ပြောရရင်ပဲကျွန်တော်ဒီအကြောင်းတွေကိုလုံးဝမပြောချင်ဘူးဘာလို့လဲဆိုတော့စာဖတ်တဲ့သူတွေကျွန်တော်သတင်းဖတ်တဲ့သူတွေအကုန်လုံးကကျွန်တော်ပါစင်တယ်ဟိုသိကျင်တာမဟုတ်ဘူးတကယ်သတင်းဖတ်ချင်တဲ့သူတွေပေါ့နော်ပြောချင်တာဒီလိုပောက်ကြရတယ်ဗျာလူတယောက်ရဲ့ဟိုပုံကိုကြီးအကြောင်းတွေကလူတွေဘာလို့သိဖို့လိုမှာလဲကျွန်တော်လည်းဘာကောင်းမှမဟုတ်ကျွန်တော်ပြီးတော့ဟိုနာမည်ကြီးအောင်ဆိုပြီးတော့ဟိုရုပ်ရှင်တွေရိုက်ပြီးတယ်မလားတရုပ်ဆောင်တွေလုပ်ပြီးတော့ဟိုလုပ်ခဲ့တဲ့လူမျိုးမဟုတ်ဘူးကျွန်တော်ဘာသတင်းရေးတယ်လူတွေကလာပြီး like ကြတယ် follow ကြတယ်အဲ့လိုနဲ့ဒီလိုဖြစ်လာတာပေါ့အာနာမသိခင်အခြေအနေကနေဒီနေ့ထိကျွန်တော်လုပ်ခဲ့ရတယ်အကုန်လုံးကပုံစံတစ်ခုလေအဲ့ဒါကျွန်တော်သတင်းရေးတယ်ဒါပဲဒါပေမဲ့အဲ့သတင်းရေးတဲ့ပုံမှာဆယ်ရီလိုထားပြီးသဘောပြောကြအဲ့လိုအမျိုးမျိုးထားပြီးသဘောပြောကြဒါပေမဲ့ဒီတောက်လျှောက်လုံးကျွန်တော်အကုန်လုံးက
ကျွန်တော်သတင်းမရေးခဲ့တာဆိုတော့စာဖတ်တဲ့သူတွေအနေနဲ့ကျွန်တော်ဆိုလိုတာကကျွန်တော်ပုံကိုရေးကြောင့်ဒီရဲ့ဘက်မှာသတင်းတွေပြဿနာတွေဖြစ်သွားတယ်နောက်ပြီးတော့တကယ်သတင်းတွေမဖတ်ရဘဲနဲ့ကျွန်တော်နဲ့ဆိုင်တဲ့ bullshit တွေပဲတောက်လျှောက်ကြည့်နေရတယ်ဆိုရင်ကျွန်တော်လုံးဝတောင်းပန်တယ်ပြီးတော့ဒီပြဿနာတွေအကုန်လုံးကိုတချို့ကတော့တင်ဖို့လိုတယ်ပြောလိုတယ်လို့ပြောကြတာပေါ့နော်ကျွန်တော်လုံးဝပြောစရာမလိုဘူးသူ့ဘာသူပြီးသွားလိမ့်မယ်ဆိုပြီးတော့ကျွန်တော်ထင်ခဲ့တာပေါ့ဒါပေမဲ့မပြီးဘူး तू ကတောက်လျှောက်ကြီးပဲတင်နေတယ်အဲ့အတွက်ကျွန်တော်ရှင်းရတာပေါ့ဆိုတော့ကျွန်တော်ထပ်ပြီးတော့ပြောချင်တာကကျွန်တော်သတင်းကိုတောက်လျှောက်ဖတ်နေတဲ့သူတွေနောက်ပြီးအောက်ဆီဂျင်တကယ်လိုနေတဲ့သူတွေအရေးတကြီးသတင်းတွေကိုဖတ်ဖို့စောင့်နေတဲ့သူတွေအနေနဲ့ကျွန်တော်ကိစ္စတွေကြောင့်ဒုက္ခတွေအရန်ရှုပ်သွားတယ်နောက်ပြီးသတင်းတွေဖုံးသွားတယ်ဆိုရင်ကျွန်တော်ဒီကနေအနုညွတ်တောင်းပါတယ်ပြီးတော့ကျွန်တော်လုပ်ခဲ့တာမဟုတ်ဘူးကျွန်တော်လုပ်ခဲ့ဒီလိုမျိုးပြဿနာတွေတောက်လျှောက် online ပေါ်မှာပြန့်နေအောင်ကျွန်တော်လုပ်ခဲ့တာမဟုတ်ဘူးသူနဲ့ကျွန်တော်နဲ့တောက်လျှောက်လည်းဖြည့်ရှင်းခဲ့တယ်လုံးဝမပြေလည်ခဲ့ဘူးနောက်တစ်ခုကဒီကျွန်တော် user ဟောင်းနဲ့ပတ်သက်တဲ့ video ကိစ္စပါနော်ဆိုတော့ သူ့စီမှာရှိတာကျွန်တော်စီမှာအဲ့ဒီ file တွေကလုံးဝမရှိတော့ဘူးဘာလို့လဲကျွန်တော်ဒီနေဆက်ကိုကူးမယ်ဆိုတော့ကျွန်တော်နဲ့ပတ်သက်တဲ့ file တွေအကုန်လုံးကျွန်တော်ဖြတ်ပလိုက်ပြီဒါပေမဲ့အဲ့ file တွေသူ့စီမှာကျန်ခဲ့တယ်တကယ်လို့အဲ့ video ထွက်လာခဲ့ရင်တော့ကျွန်တော်စီကထွက်တာမဟုတ်ပဲねသူ့စီကပဲထွက်တာပေါ့နော်ဒါပေါ့ဆိုတော့အခုဟိုမှာ Aries New ကပြောတယ်live link ပြီးတော့ X အကြောင်းဖောင်းထူတယ်ပေါ့နော်ကျွန်တော်စိတ်ကူးလုံးဝမရှိဘူးဒါပေမဲ့သူနောက်ဆုံးတင်ထားတဲ့ post တို့ပါတော့ကျွန်တော်တကယ်ချင်းနေလာပြကြတယ်ဆိုတော့သူကတော်တော်ကိုလွန်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်ကဒီဟာတွေကိုဘာမှပြောချင်စရာအကြောင်းမရှိဘူးပြီးတော့သူနဲ့ကျွန်တော်နဲ့ဘယ်လိုကြိုက်ခဲ့တယ်လဲသူအဲ့ဒီညကတကယ်အိတ်မပြောနေပဲနဲ့အိတ်ပြောချင်အောင်ဆောင်းပြီးတော့ဟိုတယ်ခေါ်သွားတာဒီပါခဲ့တယ်ဆိုတဲ့ကိစ္စမျိုးတွေအထိကျွန်တော်လုံးဝမပြောချင်ဘူးဒါပေမဲ့အခုအဲ့ဒါတွေပြောမှကိုဖြစ်တော့မှာသူကအဲ့လိုမျိုးကျွန်တော်မတရားကြီးဆွဲသွင်းခဲ့ပြီးတော့မှဖြစ်ခဲ့တဲ့ကိစ္စဆိုတော့ပြီးတော့ကျွန်တော်ခဏသူ့ကိုဖြတ်တယ်မပြတ်နိုင်တာသူပဲသူ့တငယ်ချင်းတွေနဲ့သူ့ကိုမေးကြည့်ပါကျွန်တော်သူ့ကိုဘယ်နှကြိမ်ချက်ခဲ့ဘူးတည်းဆိုတာအချိန်ချင်းချက်ခဲ့ဘူးလေတခါမှသူမပြတ်ခဲ့ဘူးသူကိုယ်တိုင်ပဲကျွန်တော်အင်ရှိကိုပြန်ရောက်လာခဲ့တာပေါ့နော်စာရေးပြဿနာရှိတယ်သူတော့အဲ့ကိုဝင်ရှိသွားတဲ့ကိစ္စပေါ့နော်အဲ့ဒါကြတော့လေသူကကိုဝင်ရှိသွားရင်ကျွန်တော်ပြောတာကိုဝင်ရှိသွားရင်ကျွန်တော်ယူမယ်ဒါပေမဲ့သူကိုယ်သူသိနေတာလေသူ့ကိုကျွန်တော်မှမချစ်ဘူးဆိုတော့သိတာပေါ့ဆိုတော့အဲ့ဒါကိုလည်းသူလက်မခံနိုင်ဘူးကိုဝင်ရှိတာကိုလည်းအကြောင်းပြတယ်ဒါပေမဲ့ကိုဝင်ကလည်းပြစ်ကြသွားတယ်လို့ပြောတယ်စသဖြင့်ဘာတွေမှမသိဘူးပေါ့နော်အများကြီးဖြစ်တယ်ဆိုတော့ကျွန်တော်သူ့ကိုယူလို့လုံးဝမဖြစ်ဘူးဘာလို့လဲသူ့ကိုကျွန်တော်မချစ်လို့အစကတည်းကလည်းမချစ်ခဲ့ဘူးဒါပေမဲ့အဲ့လိုဖြစ်ကုန်ကြတာပေါ့နော်ဆိုတော့သတင်းတွေကကျွန်တော်ဒီ personal ကိစ္စတွေကြောင့်ဖုံးသွားရဆိုရင်ကျွန်တော်တောင်းပန်ပါတယ်ပြီးတော့ဒီ live ကကျွန်တော် personal နဲ့ပတ်သက်ပြီးတော့နောက်ဆုံးပြောတဲ့အကြောင်းအရာနောက်ဆုံးပြောတဲ့ live ပေါ့နော်နောက်ပိုင်းနေကျွန်တော်သတင်းမဲဆက်ရေးမယ်ဒါပဲထားမှာပေါ့နော်ဘာမှမရှိတော့ဘူးဆိုတော့သူနဲ့ပတ်သက်တဲ့ဟာတွေကိုလည်းတငယ်ချင်းတွေပေါ့နော်မိတ်ဆွေအနေနဲ့ပြောရရင်လာမပို့ကြပါနဲ့တော့ကျွန်တော်ကြည့်လည်းမကြည့်ချင်ဘူးပြီးတော့ကျွန်တော်အလုပ်ကဒါတွေမဟုတ်ဘူးကျွန်တော်အလုပ်ကကျွန်တော်သတင်းရေးမယ်လူတွေရဲ့သတင်းဖတ်မယ်ဒါပဲဆိုတော့ဒါပဲဆက်လုပ်မှာပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်နောက်ဆုံးထည့်ပြောချင်တာတော့ကျွန်တော်အကြောင်းကြောင့်ကျွန်တော်ရဲ့ personal bullshit တွေကြောင့်တွေ့ခဲ့ရတယ်ဒီသတင်းတွေကိုဖုံးနှံသွားတယ်ဆိုရင်ကျွန်တော်တောင်းပန်ပါတယ်ပြီးတော့ကျွန်တော်ကဘယ်သူနဲ့မှလက်မှတ်ထိုးပြီးတော့ယူထားတဲ့လူမဟုတ်ပါဘူးကျွန်တော်လူမျိုးတယောက်ပါဒါပါပဲဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဒါပေမဲ့ဒီကျွန်တော်ဟိုရင်ကြီးသားဟောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြောတာတော့ကျွန်တော်အဲ့ဒီဟိုရင်ကြီးသားဟောင်းနဲ့ကျွန်တော်အရင်အားနာပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်အခုပြဿနာရှာနေတဲ့စုရီထက်ကိုလည်းကျွန်တော်အချင်းချင်းတောင်းပန်ခဲ့ပါပြီတောင်းပန်ခဲ့ပြီးဒီသူမရေးခင်မပြောခင်ပေါ့နော်အဲ့ဒါကတော့တောင်းပန်ခဲ့ပြီးဒါပေမဲ့သူ့ဘက်ကမကြည့်မချမ်းနိုင်ဖြစ်တာပေါ့နော်ဆိုတော့စာဖတ်သူတွေတောင်းပန်ပါတယ်ကျွန်တော်Telegram တွေတောက်လျှောက်သတင်းတွေတင်ပါမယ်နောက်ပြီးတော့ကျွန်တော်ဒီမှာတချို့ကျွန်တော် personal ကိစ္စတွေလည်းဆက်လုပ်အောင်ပေါ့လေဆိုတော့စာဖတ်သူတွေကိုအရင်တောင်းပန်ပါတယ်သတင်းတွေဖုန်းနှံသွားရင်တောင်းပန်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျ